ဦးဇင်းတို့သစ္စာ၄ပါးတရားတော်အပိုင်း2စတင်ပြီးတော့နာယူကြည်ညိုကြရအောင်ဒီနေ့သာသနာတော်နှစ်2559ခုကောဇာတက္ကိ1389ခုတော်သရင်လာပြီးကျော်9ရက်2015ခု10လပိုင်း3ရက်စနေနေ့ညနေခင်းကာလမှာစင်ကာပူနိုင်ငံမိုးကုတ်ဝိပဿနာတရားစဉ်နဲ့လုပ်ငန်းစဉ်ပြန်ပွားရေးပြပအဖွဲ့ခွဲ1သစ္စာပါရမီဓမ္မရိပ်သာမှကြီးမှုပြီးတော့ဆင်ရင်ကျင်းပကြတဲ့160ကြိမ်မြောက်တနေ့တာဝိပဿနာအလုပ်ပေးတရားစခန်းဓမ္မဒါနအထိမ်းအမှတ်ဖြစ်ဖြစ်ဆင်ရင်ကျင်းပကြတဲ့ဓမ္မဒါနဓမ္မပူဇာတရားပွဲသဘင်ဖြစ်ပါတယ်ဒီကနေ့ပထမနေ့ရဲ့ဒုတိယတရားပွဲပေါ့နော်အဲ့ဒါဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့သစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့၄ပိုင်းပိုင်းပြီးတော့ဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့နာယူကြည်ညိုခဲ့ကြတာအခုပထမပိုင်းပြီးခဲ့ပြီနော်အခုဒုတိယပိုင်းသမုဒယသစ္စာနဲ့ပတ်သက်ပြီးတော့နာယူကြည်ညိုကြည့်ရမယ်ပေါ့ဒီနေရာမှာသစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကအလွန်တရာအလေးထားပြီးတော့ဟောကြားခဲ့တဲ့ဒေသနာတွေသစ္စာတန်ရုပ်ပါဠိတော်မှာများစွာတွေ့ရတယ်အဲ့ဒီထဲမှာသစ္စာ၄ပါးကိုမသိလို့ရှိရင်လွန်တရာဆိုးရတဲ့ဒုက္ခတွေကိုကြုံရနိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကောင်းငင်ကိုဒုတ်တစ်ချောင်းမြှောက်တင်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီဒုတ်ဟာအောက်ကိုပြန်ကျလာတဲ့အခါမှာအရင်ကကျတာလည်းဖြစ်နိုင်တယ်အဖျားကနေကျလာတာလည်းဖြစ်နိုင်တယ်ဒီတိုင်းကြီးအလဲကနေပြီးတော့၆မြောင်ကြီးကျလာတာလည်းဖြစ်နိုင်တယ်ဆိုလိုတာကကြားကျင်တယ်လို့ကြားနိုင်တယ်ပေါ့ဘလို့ကြားမယ်လို့ကန့်သက်ချက်မရှိဘူးအဲ့လိုပဲသစ္စာ၄ပါးကိုထိုးထွင်းပြီးတော့မသိကြသေးတဲ့တရားဓမ္မတို့ဥရှင်တို့ပုထုဇဉ်တွေရဲ့ဘဝဟာဒီဘဝကနေပြီးတော့ရှုတည်မနေသိကြရတဲ့အခါမှာရောက်ချင်တဲ့အနေအထားကိုရောက်သွားနိုင်တယ်ဖြစ်ချင်တယ်လို့ဖြစ်သွားနိုင်တယ်ပေါ့ဘာအာမခံချက်မှမရှိဘူးဘာသတ်မှတ်ချက်မှမရှိဘူးတန္တသုတ်တံဆိုပြီးတော့မြတ်စွာဘုရားအဲ့လိုဟောထားတယ်ဟောခြင်းရဲ့ရည်ရွယ်ချက်ကသစ္စာ၄ပါးတရားကိုထွတ်ထွင်းပြီးတော့သိတဲ့အဆင့်ကိုရောက်အောင်ကြိုးစားနိုင်ကြဖို့ဆိုတဲ့ရည်ရွယ်ချက်ပါနောက်ဦးဇင်းတို့အိန္ဒခိလသုတ်တံဆိုပြီးတော့လည်းပဲအဲ့ဒီမှာသုတ်တံတစ်ပုဒ်ရှိတယ်အဲ့ဒီသုတ်တံမှာတော့ဗာပြောထားတုံးဆိုတော့သစ္စာ၄ပါးကိုမသိကြသေးတဲ့ပုဂ္ဂိုလ်တွေရဲ့ဘဝဟာဘာနဲ့တူလဲဆိုလို့ရှိရင်ညီညီမှာချထားတဲ့ဝါခွမ်းများနဲ့တူတယ်တဲ့ညီညီမှာချထားတဲ့ဝါခွမ်းဟာတောင်လေလာလို့ရှိရင်မြောက်ဘက်ကိုလွင့်သွားမယ်ပေါ့မြောက်လေလာရင်တောင်ဘက်ကိုလွင့်သွားမယ်နော်လေယူရာကိုလွင့်မျောရမယ်အနေထားမှရှိတယ်ဘာဖြစ်လို့ဆိုသူဟာအလွန်မှပေါ့တဲ့အတွက်ကြောင့်လို့အဲ့လိုလေးပါမြတ်စွာဘုရားထဲဟောတယ်အဲ့လိုပဲသစ္စာ၄ပါးကိုမသိကြသေးတဲ့ပုဂ္ဂိုလ်တွေရဲ့အတိပုဂ္ဂိုလ်တွေရဲ့စိတ်အလွန်တရာပေါ့သေးတဲ့အတွက်ကြောင့်နော်လေယူရာကိုပါသွားမဲ့ဝါခွမ်းများလို့ရောက်ရဘဝမှာတခြားသောဆရာတွေရဲ့မျက်နှာကိုမော့မော့ကြည့်ရတဲ့အနေအထားမျိုးမှရှိတယ်လို့အဲ့ဒီသုတ်တံမှာမြတ်စွာဘုရားဟောတယ်။တော့ဒီအရှင်ကတော့သိတဲ့သိလိုက်တဲ့တရားကိုသိလေအောင်တကားဆိုတဲ့စိတ်နဲ့ဆိုလိုတာကတော့ငါထက်သူကတော့နားလည်ပုံရတယ်ဆိုပြီးတော့သူများရဲ့မျက်နှာကိုမော့မော့ပြီးတော့ကြည့်ရတယ်တဲ့။ဒါကကိုယ်တိုင်ကသစ္စာ၄ပါးအမှန်တရားကိုမသိသေးတဲ့အတွက်ကြောင့်သူများကိုအထင်တကြီးကိုးကွယ်စိတ်ကရတဲ့အနေအထားမျိုးပေါ့။ဟုတ်ရလား။တကယ်လို့သာသစ္စာ၄ပါးကိုသိသွားမယ်ဆိုရင်လောကရဲ့အမှန်တရားတွေကိုသိသွားမယ်ဆိုရင်သူရဲ့မျက်နှာကိုမှမော့ကြည့်စရာမလိုတဲ့။ဥပမာမြေကြီးတဲကို၈တောင်လောက်ဝင်အောင်တူးပြီးတော့စိုက်ထားတယ်။မြေပေါ်မှာ၈တောင်လောက်ပေါ်နေတဲ့တကားတိုင်ကြီးတစ်ခု။နောက်အရက်၄မျက်နှာအရက်၈မျက်နှာကဘလို့လေချမ်းတွေပဲတိုက်သူ့မှာတုံနေလှုပ်တယ်ဆိုတာမရှိဘူး။အလွန်တရာတည်ငြိမ်နေပေါ့။အဲ့လိုပဲသစ္စာ၄ပါးအမှန်တရားကိုသိသွားကြတဲ့ပုဂ္ဂိုလ်တွေကြတော့အလွန်တရာမှတည်ငြိမ်မှုရှိတယ်ဆိုတာဒါလေးကိုလည်းမြတ်စွာဘုရားဟောထားတာရှိတယ်။ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားရဲ့ဒေသနာတော်တွေကိုကြည်ကြည်ပြန့်ပြန့်လေ့လာလိုက်စားပြီးတော့ဆင်ခြင်သုံးသပ်ကြည့်မယ်ဆိုရင်သစ္စာ၄ပါးတရားသည်အလွန်တရာမှသိတဲ့တန်ဖိုးကြီးမားတဲ့တရားဆိုတာမထင်ရှားဘူးလား
ထင်ရှားတယ်ဒါကြောင့်လည်းမြတ်စွာဘုရားကသစ္စာလေးပါးကိုသိအောင်ကြိုးစားကြဖို့ဤမျိုးစုံနဲ့တိုက်တွန်းတယ်သုတ်တန်တပုတ်မှာပြောထားတာလေးတစ်ခုအမှတ်ရတယ်ယဟန်တို့တဲ့စကားပြောမယ်ဆိုလို့ရှိရင်သစ္စာလေးပါးနဲ့ဆက်တဲ့စကားကိုသာပြောပါတဲ့မဖို့မဖီလာဖြစ်တဲ့တိရိစ္ဆာနကထာလို့ဆိုတဲ့တန်ဖိုးမဲ့စကားတွေကိုမပြောပါနဲ့တဲ့အဲ့ဒီထဲမှာတန်ဖိုးမဲ့စကားတွေကို29မျိုးလောက်တောင်မြတ်စွာဘုရားသတ်မှတ်ပြထားမင်းနဲ့ဆက်သောစကားတဲ့စစ်သူကြီးနဲ့ဆက်သောစကားတဲ့နော်မြို့နဲ့ရွာနဲ့လမ်းနဲ့အစရှိသဖြင့်နည်းနည်းလေးပြန်တင်လိုက်အောင်အဲ့လိုမျိုးဦးဇင်းတို့မဉ္ဇဉ်ပုံဉ္ဇဉ်ရခြင်းရဲ့အကြောင်းတရားမဟုတ်တဲ့ဖီလာကန့်လန့်စကားမျိုးတွေကိုမပြောရအောင်တကယ်လို့ပြောမယ်ဆိုလို့ရှိရင်သစ္စာလေးပါးနဲ့ဆက်တဲ့စကားကိုသာပြောပါတဲ့ခန္ဓာမှန်ရင်ဘဝမှန်ရင်ဆင်းရဲခြင်းတရားမျှတာဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါတဲ့စကားမျိုးပြောနိုင်အောင်ကြိုးစားရမယ်ဘဝဟာကောင်းတဲ့သဘာဝတွေမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပါတဲ့စကားမျိုးပြောတတ်ရမယ်ပေါ့လူချင်းနဲ့မမောတယ်ဆိုရင်တော့ဆင်းရဲဒုက္ခကိုရင်ဆိုင်ရမှာပဲအစရှိသဖြင့်သမုဒိယသစ္စာရဲ့သဘောအမှန်ကိုဖော်ပြနိုင်တဲ့စကားမျိုးကိုပြောတတ်ရမယ်ပေါ့နော်လောဘချုပ်မှသာနဲ့ဒုက္ခချုပ်ရနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မယ်ဆိုတဲ့အဓိပ္ပာယ်မျိုးကိုသက်ဝင်တဲ့စကားမျိုးကိုပြောတတ်ရမယ်ပေါ့အမှန်ကန်သိမြင်နားလည်ခြင်းဆိုတဲ့တမာဒိဋ္ဌိခေါင်းဆောင်တဲ့မဂ္ဂင်၈ပါးကိုပွားများမှသာလျှင်ဒုက္ခကတိချုပ်ငြိမ်းရာနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မယ်အဲ့လိုမျိုးမဂ္ဂသစ္စာနဲ့ပတ်သက်တဲ့စကားမျိုးကိုပြောရမယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီစကားတွေဟာအကျင့်မြတ်ရဲ့အစအဦးလည်းဖြစ်တယ်တဲ့ညီးငွေရန်လည်းပဲဖြစ်တယ်လွတ်မြောက်ရန်လည်းပဲဖြစ်တယ်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုခြင်းကထိုက်တန်တဲ့စကားတွေဖြစ်တယ်လို့မြတ်စွာဘုရားအဲ့လိုဟောဒါကြောင့်စကားပြောမယ်ကြံရင်လည်းပဲသစ္စာနဲ့ပတ်သက်တဲ့စကားမျိုးကိုပြောဆိုတတ်တဲ့အလေးချင်းကိုမွေးမြူရမယ်ပေါ့နောက်ဦးဇင်းတို့နှုတ်ကစကားကိုပြောဆိုနေတယ်လို့ဒီစိတ်ကလည်းပဲအတွေးအကြံတွေကိုတွေးကြံနေတဲ့အပိုင်းရှိမနေဘူးလားဗျာရှိနေရနော်အဲ့လိုအတွေးကြံနဲ့ပတ်သက်ပြီးတော့လည်းပဲမြတ်စွာဘုရားကကာမဝိတ္တဗျာပါဒဝိတ္တဝိဟိန္ဒဝိတ္တဆိုတဲ့ဒီလိုအတွေးမျိုးတွေကိုမတွေးပါနဲ့တဲ့ဒီအတွေးတွေဟာတန်တရားဝိဆင်းရဲကလွတ်မြောက်ခြင်းကဘာအထောက်အကူမှမပြုဘူး။ငြိမ်းချမ်းဖို့လည်းပဲမဖြစ်ဘူး။အသိဉာဏ်တိုးတက်ဖို့လည်းမဖြစ်ဘူး။အကျင့်မြတ်ရဲ့အဥအစလည်းမဟုတ်ဘူး။ဒါကြောင့်ကာမဝိတ္တဆိုတဲ့ကာမဂုဏ်နဲ့ပတ်သက်တဲ့အတွေးမျိုးဗျာပါဒဝိတ္တဆိုတဲ့ဒေါသနဲ့ဆက်ရှင်တဲ့အတွေးမျိုးဗျာပါဒဝိတ္တဝိဟိန္ဒဝိတ္တလို့ဆိုတဲ့ညှင်းဆဲမှုနဲ့ဆက်ရှင်တဲ့အတွေးမျိုးဒီလိုအတွေးမျိုးတွေကိုမတွေးရဘူးတကယ်လို့တွေးမယ်ဆိုလို့ရှိရင်သစ္စာ၄ပါးနဲ့ဆက်တဲ့အတွေးမျိုးကိုသာတွေးပါတဲ့ဒါသစ္စာ၄ပါးကိုမြတ်စွာဘုရားဘလောက်သိသိခြင်းတလဲဆိုတာကိုပေါ်လွင်ထင်ရှားအောင်ဒီသုတ်တန်လေးတွေကိုဦးဇင်းကပြောပြတာပြောမယ်ဆိုရင်သစ္စာ၄ပါးနဲ့ဆက်တဲ့စကားကိုပြောတွေးမယ်ဆိုရင်လည်းသစ္စာ၄ပါးနဲ့ဆက်တဲ့အတွေးကိုတွေးဟုတ်လားဒါဟာအလွန်အကျိုးရှိတယ်နိဗ္ဗာန်ချမ်းသာကိုရရေးမှာများစွာအထောက်အကူပြုတယ်အကျင့်မြတ်ရဲ့အဥအစလည်းဖြစ်တယ်ဒါကြောင့်ဘဝခန္ဓာဟာဆင်းရဲခြင်းတရားမျှတာဖြစ်တယ်ဆိုတာကိုကိုယ့်ရဲ့စိတ်ထဲမှာပို့ပြီးတော့ပေါ်လွင်ထင်ရှားလာအောင်တွေးတတ်ဖို့မလိုဘူးလားလိုတယ်နော်ဤမျိုးစုံထောင်မျိုးစုံကနေပြီးတော့ကြည်တဲ့မြင်တတ်ပြီးတော့ဒီအဖြစ်မှန်ကိုရအောင်တွေးနိုင်ဖို့လိုတယ်ပေါ့ဟုတ်လားနောက်လိုချင်မမောမှုဆိုတဲ့ဒီလောဘဟာသမုဒယသစ္စာဖြစ်တယ်ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တယ်ဆိုတာကိုလည်းပဲမှန်မှန်ကန်ကန်စဉ်းစားဆင်ခြင်တတ်ဖို့တွေးတတ်ဖို့မလိုဘူးလားလိုတယ်နော်နိဗ္ဗာန်ဆိုတဲ့ဒုက္ခချုပ်ငြိမ်းရာသဘောတဘာဝဟာဟောလောဘချုပ်ခြင်းကိုပြောတာလို့အဲ့ဒါလိုရိုးရိုးရှင်းရှင်းလေးနိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့လည်းပဲမှန်မှန်ကန်ကန်တွေးတတ်ဖို့မလိုဘူးလားလိုတယ်အဲ့ဒီနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုကျင်တယ်ဆိုလို့ရှိရင်တမာဒိဋ္ဌိခေါင်းဆောင်တဲ့မဂ္ဂင်၈ပါးအကျင့်မြတ်တရားကိုကျင့်သုံးမှသာလျှင်ဖြစ်လိမ့်မယ်မဂ္ဂင်၈ပါးအကျင့်မြတ်တရားကလွဲလို့ဒုက္ခကိုတကယ်ငြိမ်းစေတဲ့အလုပ်ဒီပြင်မရှိဘူးလို့မဂ္ဂင်၈ပါးရဲ့စွမ်းအားတတိနဲ့ပတ်သက်ပြီးတော့လည်းပဲအဲ့လိုမှန်မှန်ကန်ကန်တွေးတတ်ဖို့မလိုဘူးလားလိုတယ်နော်ဒါကိုပြောတာကာမဝိတ္တဗျာပါဒဝိတ္တဝိဟိန္ဒဝိတ္တကိုမတွေးပါနဲ့တကယ်လို့တွေးမယ်ဆိုရင်သစ္စာ၄ပါးနဲ့ဆက်တဲ့အတွေးကိုသာတွေးပါဟောဒီလောက်ထိမြတ်စွာဘုရားဟောထားတာပါဟုတ်လားဒါကြောင့်ဒီကနေ့သစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့တရားဓမ္မတို့ဦးဇင်းတို့ပြောကြတယ်ဆိုကြတယ်နားထောင်ကြတယ်တော့တွေးကြတယ်ကြံကြတယ်ပေါ့ဘာကိုအခြေခံပြီးတော့တွေးတာတော့ဆိုတော့မြတ်စွာဘုရားဟောထားတဲ့ဒေသနာတွေကိုအခြေခံပြီးတော့တွေးကြတာဒါကိုပဲဦးဇင်းတို့သမ္မာသင်္ကပ္ပလို့မဆိုနိုင်ဘူးလားနော်စိန်တာမရဉာဏ်ကိုမရနိုင်ဘူးလားရနိုင်တယ်
ဒီစိတ်ဓာတ်မရဉာဏ်ဒီဘာဝနာမရဉာဏ်ကိုအလွန်အားကြီးတဲ့အထောက်အကူတစ်ခုအနေနဲ့အကျိုးကျေးဇူးမပြုပေဘူးလားပြုနိုင်တယ်နော်ဒါကြောင့်အလွန်မြင့်မြတ်တဲ့လုပ်ငန်းစဉ်ကိုလုပ်နေကြတာလို့ကိုယ့်အလုပ်ရဲ့တန်ဖိုးကိုလည်းပဲနားလည်ဖို့မလိုဘူးလားဗျာလိုတယ်အဲ့ဒါဦးဇင်းတို့ဘာဆက်ပြီးတော့ပြောမှာတော့သမုဒိယသစ္စာနော်သမုဒိယသစ္စာမြတ်စွာဘုရားကတော့ဒုက္ခသမုဒယအရိယသစ္စာဒုက္ခသမုဒယဆိုတဲ့အသုံးနှုန်းလေးဒါပေမဲ့ဦးဇင်းတို့အလွယ်တကူပဲဒုက္ခသစ္စာသမုဒယသစ္စာဒီလိုသုံးနှုန်းနေကြအမှန်ကဒုက္ခသမုဒယအရိယသစ္စာနော်ဒုက္ခသမုဒယဒုက္ခဆိုတာကဆင်းရဲတာသမုဒယဆိုတာကဖြစ်ခြင်းရဲ့အကြောင်းဒုက္ခသမုဒယဆိုတာဆင်းရဲဖြစ်ခြင်းရဲ့အကြောင်းသစ္စာဆိုတာအမှန်အကန်ပဲမလွယ်ဘူးအဲ့ဒုက္ခသမုဒယသစ္စာဆိုတာဘာကိုပြောတာတုံးဆိုတော့ယာယံတဏ္ဏပောနောဘဝိကာနန္ဒီရာဂသဟဂတတတရတတရဘိနန္တိနိတေယတိတံကာမတဏ္ဏဘဝတဏ္ဏဝိဘဝတဏ္ဏဒီတတို့ရဲ့နှုတ်ထဲမှာဒီစကလုံးတွေရှိမယ်ထင်ပါတယ်ဟုတ်လားဒုက္ခသမုဒယသစ္စာဒုက္ခဖြစ်ခြင်းရဲ့အကြောင်းအမှန်ဆိုတာဘာကိုပြောတာတုံးဆိုရင်တဏှာလောဘကိုပြောတာအဲ့ဒီတဏှာလောဘကိုမြတ်စွာဘုရားကအဓိပ္ပာယ်ဖွင့်ပြတယ်ယာယံတဏ္ဏအဲ့ဒီတဏှာဘလို့တဏှာလဲတဲ့ပောနောဘဝိကာဘဝသစ်ကိုတဖန်ဖြစ်စေတတ်တဲ့အစွမ်းတတ္တိရှိတယ်တဲ့တဏှာလောဘရဲ့သဘောတဘာဝတဏှာလောဘရဲ့သဘောတဘာဝနံပါတ်1ဘာပြောထားတော့ပောနောဘဝိကာနော်ဘဝသစ်ကိုတဖန်ဖြစ်စေတဲ့အစွမ်းတတ္တိရှိတယ်အကောင်းတဲ့ဘဝဆိုးတဲ့ဘဝအဘဝပေါ့နော်နန္ဒီရာဂသဟဂတာနန္ဒီဆိုတာနှစ်သက်တာရာဂဆိုတာကတက်မဲ့တာသဟဂတာဆိုတာအတူတကွဖြစ်တာအဲ့ဒီလောဘမှာနှစ်သက်ခြင်းသဘောတက်မဲ့ခြင်းသဘောတွေအတူတကွဖြစ်နေတယ်တဲ့ဆိုလိုတာနန္ဒီရာဂသဟဂတာနှစ်သက်ခြင်းတက်မဲ့ခြင်းနဲ့အတူတကွဖြစ်နေတဲ့သဘောဘဝတည်းကိုတဖန်ဖြစ်စေတယ်နှစ်သက်ခြင်းတက်မဲ့ခြင်းနဲ့တကွဖြစ်တယ်ဘောနောဘဝိကနန္ဒီရာဂသဟဂတာပြီးတော့ဗါလဲတော့တတရတတရဘိနန္တိနိသူအလိုရှိတဲ့အာယုံမှာအယံဆွဲလန်းတဲ့နှစ်သက်တဲ့သဘောရှိတယ်ထို့ထိုအာယုံမှာအလွန်နှစ်သက်တဲ့သဘောရှိတယ်လို့စားရဲပေးတဲ့တော့စားလို့ပေးလို့အဲ့လိုရေးတာပေါ့ဆိုလိုတာကဒီတဏှာလောဘကသဘောမကျတဲ့သူမကြိုက်တဲ့အာယုံလို့မရှိဘူးဆိုတဲ့အတိတ်ပဲဟုတ်လားလောကီအာယုံတွေထဲမှာနော်ဘာပဲဖြစ်ဖြစ်ကိုယ်ကမကောင်းဘူးလို့ထင်တော်လဲပဲသူကလည်းသူအကောင်းထင်ပြီးတော့နေကြတာတွေအများကြီးမရှိဘူးလားရှိရနော်ဆိုလိုတာကဒီတဏှာလောဘဖြစ်လာပြီဆိုလို့ရှိရင်ကောင်းတယ်မကောင်းဘူးဆိုတာကိုသူဘာမှမစင်သားဒီနေရာမှာဦးဇင်းတို့မဟာဗောဓိမြိုင်ဆိုတော့ဘုရားကြီးရဲ့စကားတော်ကိုယူပြောရရင်တော်တော်ကောင်းမယ်လောကကြီးမှာကောင်းလို့ကြိုက်နေကြတာရှိတယ်လို့ကြိုက်လို့ကောင်းနေတာလည်းရှိတယ်။တချို့ကြိုက်တယ်ဆိုတာကကောင်းလို့ကိုကြိုက်တာတချို့ဟာတွေကကောင်းလို့ကြိုက်တာမဟုတ်ကြိုက်လို့ကောင်းနေတာတကယ်ကောင်းတာမဟုတ်ဘူး။ကိုယ်စိတ်ထဲကကြိုက်နေလို့ဒါကိုကောင်းနေတယ်လို့ထင်တာဒါကိုတန်ဖိုးထားနေတာ။အဲ့တော့တရားဆိုတာကတော့ကောင်းလို့ကြိုက်ကြရတဲ့သဘော။ तू ကတကယ်လေအကောင်းဖြစ်တဲ့အတွက်ကြောင့်ကြိုက်မိလို့ရှိရင် तू ကဆွဲသွားတဲ့သဘော။ဒီကာမအာယုန်နေဆိုတာကကောင်းလို့ကြိုက်တာမဟုတ်ကြိုက်လို့ကောင်းတာဆိုလိုတာကလောဘရှိနေလို့ဒါတွေဟာတန်ဖိုးရှိနေတာလို့ပြောတာငါကိုယ့်ရဲ့စိတ်ထဲမှာတန်ဖိုးရှိတယ်လို့ထင်နေတာဘာရှိနေတုံးဆိုရင်လောဘရှိနေလို့မလိုချင်တဲ့တနေ့မှာဘယ်ဟာမှတန်ဖိုးမရှိဘူးဒီလောကီကိစ္စတွေကအခုစိတ်ထဲမှာတန်ဖိုးဘယ်လောက်ထိထားနေတာလဲဆိုတာဘယ်လောက်ထိလိုချင်နေတာလဲဆိုတာပေါ်မှာမူတည်တယ်ဒါပေမဲ့လူတွေကလိုချင်လို့တန်ဖိုးရှိတယ်လို့မစဉ်းစားမိပဲနဲ့တန်ဖိုးရှိလို့ကိုတန်ဖိုးရှိနေတယ်လို့ထင်နေတာဟုတ်တယ်မဟုတ်လားဒါကြောင့်စဉ်းစားကြည့်နော်ဒီကတော့မတို့ဦးဇင်းတို့တတရဘိနန္တိနိဆိုတာအဲ့ဒါကိုပြောတာထို့ထိုအာယုံမှာနှစ်သက်တဲ့သဘောရှိတယ်အဲ့ဒီလောဘအဲ့ဒီတဏှာဟာဘယ်နှမျိုးရှိတော့၃မျိုးရှိတယ်ပေါ့နော်ယာယံတဏှာပောနောဘဝိကနန္ဒီရာဂသဟဂတတတရဘိနန္တိနိတေယထိတံကာမတဏဘဝတဏဝိဘဝတဏနော်အဲ့ဒီလောဘကကာမဂုဏ်အာယုံရဲ့ပုံမှာတက်မဲ့မောတဲ့သဘောရှိတယ်ဘဝရဲ့ပုံမှာတက်မဲ့မောတဲ့သဘောလည်းရှိတယ်ဝိဘဝတဏ
နော်မိစ္ဆာဒိဋ္ဌိနဲ့ရှင်တဲ့ဘဝကင်းပြတ်မှုရဲ့ပုံမှာတတ်မဲ့တဲ့သဘောလည်းရှိတယ်哦ဒီနေ့မှာလေဒီဆိုတော်ဘုရားကြီးကတော့ဒီဝိဘဝတဏ္ဍာနဲ့ပတ်သက်ပြီးတော့ဒါကသာသနာတွင်သားတွေအတွက်သိပ်ပြီးတော့မသက်ဆိုင်ဘူးဆိုပြီးတော့သူရဲ့ကျမ်းစာထဲမှာအကျေတဝမရေးဘူးကာမတဏ္ဍာနဲ့ဘဝတဏ္ဍာရဲ့အကြောင်းကိုတော့အကျေတဝရေးပြတယ်။နော်ကာမတဏ္ဍာဆိုတာကလူငယ်တွေနားလည်အောင်ဦးဇင်းတို့သဘောပေါက်လွယ်အောင်ပြောရရင်တော့နော်အစင်းမျိုးစုံအတန်မျိုးစုံအနတ်မျိုးစုံအရသာမျိုးစုံအတွေ့အထိမျိုးစုံရဲ့ပုံမှာလိုချင်မဲ့မောတဲ့သဘောဒါကိုကာမတဏ္ဍာဘဝတဏ္ဍာဆိုတာကတော့ဘဝရဲ့ပုံမှာလိုချင်မဲ့မောတဲ့သဘောဖြစ်ခြင်းတဲ့သဘောဒါဘဝတဏ္ဍာဒီနေ့မှာဦးဇင်းတို့ဘိဓပေါင်းတော်အောင်တို့နဲ့နေတဲ့တရားတွေရဲ့ပုံမှာဓမ္မပဟုတ္တကြီးမားသေးဖို့ဟောလေဒီဆိုတော်ဘုရားကြီးရေးပြထားတဲ့အတိပ္ပယ်လေးကိုဦးဇင်းနေနဲ့ပြောပြနော်ကာမတဏ္ဍာနဲ့ဘဝတဏ္ဍာကာမတဏ္ဍာဆိုတာကာမဂုဏ်အာယုန်ရဲ့ပုံမှာအလိုရှိနေတဲ့သဘောပေါ့အဲ့ဒါကိုဆရာကြီးကဘလို့ရေးပြတော့ဆိုတော့ဒီကာမတဏ္ဍာရဲ့သဘောတတ္တဝါတွေရဲ့စိတ်ကာမတဏ္ဍာမကင်းကြတဲ့တတ္တဝါတွေရဲ့စိတ်ပေါ့နော်အဲ့ဒါကိုဘလို့ပြောတော့ဆိုတော့အလွန်ကြမ်းတမ်းတဲ့နော်ပြောင်းတို့လူတို့ဆက်တို့နဲ့ချက်ထားတဲ့ထမင်းပေါ့ရိုးရိုးဆန်းအနုမဟုတ်နော်ကြမ်းတမ်းတဲ့တချို့စားရင်မှလည်းစားဖို့မှာပါနော်ပြောင်းတို့လူတို့ဆက်တို့ဆိုတာအလွန်ကြမ်းပါတယ်အဲ့ဒီထမင်းတွေဟာဒီတိုင်းစားရင်အရသာမပေါ်ခုကျုပ်တို့စားနေတဲ့ထမင်းတောင်ထမင်းကြီးစားရင်တော့အရသာသိမရှိအဲ့တော့ဒီထမင်းကိုကောင်းအောင်ဘာလုပ်ရတော့ဆိုတော့ဝက်သားတို့ကြက်သားတို့ဟင်းမျိုးစုံတို့အရည်တို့စီတို့ဘာတို့နဲ့သူ့ကိုဘာလုပ်ရတော့ဆိုတော့ပြင်ဘက်ကနေပေါ့ဟင်းထည့်စားရတယ်ဟင်းထည့်စားမှဒီထမင်းကိုရှော့ရှော့ရှူရှူမိန်မိန်ရှက်ရှက်စားနိုင်တယ်ဆိုရဒါနဲ့ဥမာပေးတာဒကာဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်တွေရဲ့စိတ်ကာမတဏ္ဍာမကင်းကြသေးတဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်ဟာဘာနဲ့တူတုံးဆိုလို့ရှိရင်နော်အဲ့ဒီပြောင်းဆန်လူးဆန်နဲ့ချက်ထားတဲ့ဆန်လိုပဲတဲ့အလွန်ကျန်းတယ်ဘာလို့ကျန်းလဲဆိုလို့ရှိရင်သူ့မှာကာမိဆန္ဒတို့ဖြာပါဒတို့ဆိုတဲ့ဒီຢာကဒေါသမောဟတွေနဲ့အမြဲတမ်းဆက်ဆံနေတဲ့အတွက်ကြောင့်ဒီစိတ်ဟာအလွန်ကျန်းနေတဲ့ဒါကြောင့်စိတ်ကသူ့ကြည့်အရာသာမပေါ်ဘူးတဲ့ဒီစိတ်ကအဲ့တော့ဒီစိတ်ကသူကဘာလို့ဆိုအရာသာပေါ်လာအောင်သူကအာယုံဒီကိုကတ်ရတယ်တဲ့ဓမင်းကသူ့ကြည့်မကောင်းတဲ့အခါကျတော့ဟင်းမျိုးစုံနဲ့ရောရှက်ပြီးတော့စားလို့ဒီစိတ်ကဒကာဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ကຢာကဒေါသမောဟဆက်ဆံမှုများတဲ့အတွက်ကြောင့်အလွန်ကြမ်းတမ်းတဲ့အတွက်ကြောင့်သူ့ကြည့်သက်အရာသာမပေါ်ဘူးအဲ့တော့အရာသာပေါ်အောင်ဘာလုပ်ရတော့ဆိုတော့အာယုံနေသည်ကိုသူကတ်ရတယ်အာယုံမရှိလို့ရှိရင်တောက်လျှောက်ညီးတောက်သွားတယ်တဲ့ဆရာကြီးရဲ့အတုံးတော့ပြင်းရိသွားတယ်တောက်လျှောက်စိတ်က6ကတ်သွားတယ်မနစ်တက်ဘူးဒါကြောင့်မြင်စရာရှိတာကိုမြင်နေရမှကြားစရာရှိတာကိုကြားနေရမှအာယုံမရှိရင်ရှိတဲ့နေရာကိုသွားပြီးတော့ရှာရမှာဘလို့မှရှာလို့မရဘူးဆိုရင်နောက်ဆုံးကိုယ့်ရဲ့စိတ်ထဲမှာကိုယ့်ဟောက်ကိုဖန်တီးထားတဲ့အာယုံလေးနဲ့ပဲနေရမှာဟုတ်တယ်မဟုတ်လားအဲ့ဒီအာယုံမရှိရင်ဒီစိတ်ဟာတောက်လျှောက်ညီးငွေတယ်ဘာဖြစ်လို့ဒီစိတ်ကညီးငွေတုံ6ကတ်နေတုံဆိုတော့ຢာကဒေါသမောဟကိလေသာတရားတွေနဲ့အပေါင်းများလို့တဲ့ဟုတ်လားဒါကြောင့်ကြမ်းထမ်းတဲ့ထမင်းကိုဟင်းနဲ့ရောပြီးတော့စားမှအရသာပေါ်သလိုကြမ်းထမ်းတဲ့စိတ်ဟာလည်းပဲအာယုံနေနဲ့ပေါင်းရမှသူကအရသာရှိအာယုံမရှိရင်တောက်လျှောက်ပြင်းသွားတယ်ဆိုတယ်ဒါကြောင့်မလို့အာယုံမရှိရင်တောက်လျှောက်အာယုံကိုစားလောင်နေမှုတ်သိတယ်အဲ့ဒါကာမတဏ္ဍာပဲတဲ့သဘောပေါက်လားဗျာမရှိဘူးဆိုတာနဲ့တန်းပြီးတော့စားတော့တာပဲသူကြည့်နေလို့မရဘူးဘာလို့ဆိုသူကအလွန်ပူလောင်6တွေ့တယ်ဘာဖြစ်လို့ပူလောင်6တွေ့တုံးဆိုတော့အကြောင်းအကျိုးလေးနဲ့ပြောတာနော်ဆိုတော့ကြီးကຢာကဒေါသမောဟတွေများလို့ဒီစိတ်ကပူလောင်6တွေ့ဟုတ်လားဒါကြောင့်အာယုံရှိရကိုအမြဲတမ်းသွားရတယ်ရှာရတယ်ဖွေရတယ်ဒါကဆာလောင်မှုသိတဲ့တဏှာအဲ့ဒါလို့ရှာလို့ဖွေလို့အာယုံရှိရကိုသွားရလို့အာယုံကိုရလာပြီဆိုရင်တော့ဘာတဏှာဖြစ်တုံးဆိုတော့သုံးဆောင်တဲ့တဏှာဖြစ်တယ်ตาရတဲ့သဘောကျတယ်တဏှာပြီးရင်တဏှာနော်ဆာလောင်တာကလည်းတဏှာရလာလို့ตาရတယ်မမောတယ်ခံစားတယ်ဆိုတော့တဏှာမဖြစ်ဘူးလားဖြစ်တယ်ဟုတ်လားဒါဘာကိုပြောတာလဲကာမတဏှာကိုအဓိပ္ပာယ်ဖွင့်ပြတာဘဝတဏှာကိုကြတော့ဆိုကြီးကဘယ်လိုအဓိပ္ပာယ်ဖွင့်ပြတော့ဆိုတော့ဟောတချို့ဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာဒီစိတ်ရဲ့သဘာဝကိုနားလေတယ်ပေါ့နားလေတော့ဒီကာမတဏှာနဲ့နေရတာဟာအလွန်အပြစ်များတယ်ပေါ့နော်အလွန်အပြစ်များတယ်ဆိုတာကထင်ရှားတယ်နော်တစ်သက်လုံးဒီကာမတဏှာရှိနေလို့ရှိရင်ကာမတဏှာခိုင်းတာကိုလုံးရတာနဲ့ပဲအချိန်ကုန်သွားတယ်ခုလူအများစုဟာအစီဝါရေးလူမှုရေးဘာရေးညာရေးနာမည်တက်မယ်ဆိုရင်တော့အမျိုးမျိုးပေါ့နော်တလုံးနဲ့ခြုံအောင်ပြောမယ်ဆိုရင်တော့ကာမတဏှာရဲ့ခိုင်းစီတာကိုပဲလုံနေကြတော့ဒီပင်လေထဲမှာပဲနစ်သွားတယ်လို့ဆိုတော့ကြီးကတော့အဲ့လိုသုံးတော့ဒီရှာဖွေရေးပင်လေထဲမှာပဲနစ်သွားတယ်
ဒါကြောင့်သူကဘလို့စဉ်းစားတော့ဆိုတော့ပညာရှိတဲ့ပုဂ္ဂိုလ်တွေကနော်ဒီစိတ်ကိုကာမတဏ္ဍာကိုရှာဖွေမှုတတ်တာအောင်နော်စိတ်ကိုပူလောင်ခြောက်သွေ့မှုမရှိအောင်စိတ်မှာကပ်နေတဲ့ကာမိဆန္ဒဗျာပါဒဌိနမိတ်္တဩရိစာကောကုဆဝိသိကိစ္စလို့ဆိုတဲ့နိဝရဏတရား၅ပါးကင်းကွာအောင်သူကြိုးစားတယ်တော့စိတ်ကိုသူကြီးတက်တက်ချမ်းသာအောင်ကြိုးစားတာပေါ့လူငယ်တွေနားလည်အောင်ပြောရရင်အာယုံမလိုပဲနဲ့အာယုံဆိုတာကဒီလောကီအာယုံအပေါ်ယံအာယုံကိုပြောတာပါစိတ်ဆိုတာကတော့အဘိဓမ္မာသဘောအရပြောမှဆိုရင်အာယုံနဲ့ကင်းပြီးတော့ဖြစ်တာမှမဟုတ်ဘဲနဲ့တော့ဆိုလိုတာကကြမ်းတမ်းတဲ့အာယုံတွေမလိုပဲနဲ့ဟုတ်လားဒီစိတ်ထဲမှာလောဘဒေါသမောဟနိဝရဏတရားတွေကင်းကွာအောင်တဲ့ပြောရရင်ဇံရအောင်သူကျင့်တယ်နော်သမထကမ္မထံတစ်မျိုးမျိုးကိုကြိုးစားအားထုတ်လို့သူ့ရဲ့စိတ်မှာနော်ရာဂဒေါသမောဟနိဝရဏတရားတွေကင်းကွာသွားလို့ရှိရင်ယူပါယုံတတ္တယုံခန္ဓာယုံရတ္တယုံဖုဒ္ဓဘာယုံတွေမပါဘဲနဲ့သူ့ရဲ့စိတ်ဟာချမ်းသာနိုင်တယ်အဲ့ဒါလို့ဆိုရင် तू ကဘာဖြစ်သွားတော့ဆိုတော့ဒီအာယုန်တွေတွေ့မှာကိုပဲစိုးနေရတယ်တဲ့ဟောပြောင်းပြန်ဖြစ်သွားတယ်စောစောကအနေထားဘယ်လိုဖြစ်တော့ဒီအာယုန်တွေမတွေ့မှာစိုးနေရတယ်ဒီအာယုန်တွေရှိမှစိတ်ကအစဉ်ပြေတာနော်ဇန်ချမ်းသာနဲ့ရအောင်ကြိုးစားလို့နော်စိတ်မှာနိဝရဏတရားကင်းလာပြီဆိုရင်ဒီအာယုန်တွေကိုကအနှောင့်အယှက်ဖြစ်လာဟောဆိုဒီအာယုန်တွေဝင်လာရင်စိတ်ကလောဘဒေါသမောဟကပြန်ထကြတောင်းကြလာမယ်တောင်းကြလာရင်သူတို့မရှိရင်မဖြစ်တော့ဘူးတော့ပေါက်လားအဲ့ဒီနားရင်ခြားခြားလဲနေတာနော်ဟုတ်လားဒါကြောင့်ဒီစိတ်ကိုဒီရာဂဒေါသမောဟကင်းအောင်ကျင့်လိုက်တော့နိဝရဏတရားကင်းအောင်ကျင့်လိုက်တဲ့အခါကျတော့နော်စိတ်ကဘာဖြစ်တုံဆိုတော့သူကြမ်းထမ်းတဲ့အာယုန်တွေမလိုပဲနဲ့တသက်တာလာဆွဆွပြေးပြေးနေနိုင်တယ်အဲ့ဒါကိုဆိုလိုကြီးကဘယ်လိုဥမာပေးတုံဆိုတော့မြောက်ကျွန်းသူတို့ရဲ့နော်ဗရမ ्या ကြောင့်နဲ့ချက်ထားတဲ့ဆံပေါ့သူကအလွန်နူးညံ့တယ်သူကြီးတက်တက်ကောင်းတယ်တဲ့တခြားဒီပြန်ရောလိုက်ရင်အရသာပြတ်သွားရောဟုတ်လားအဲ့ဒါဆိုလိုကြီးကတော့အဲ့လိုရှာရှာဖွေဖွေလေးဥမာပေးထားတော့ပို့ပြီးတော့နားလည်ရတာပေါ့နော်အဲ့တော့ဆိုလိုတာကကာမိဆန္ဒအစရှိတဲ့နိဝရဏတရားကင်းကွာပြီးတော့နေမယ်ဆိုလို့ရှိရင်အာယုန်တွေကစိတ်ရဲ့အနှောင့်အယှက်ဖြစ်နေတော့ဟုတ်လားအဲ့ဒီနိဝရဏတရားတွေရှိမယ်ဆိုရင်တော့အာယုန်တွေကိုပဲလိုက်ပြီးတော့ရှာနေရတယ်အဲ့ဒီအာယုန်တွေကိုလိုက်ရှာတဲ့အနေအထားမျိုးကိုကာမတဏ္ဍဒီအာယုန်တွေမရှိဘဲနဲ့စိတ်ကချမ်းသာပြီးတော့တတ်တာပြီးတော့နေတယ်အဲ့ဒီပုဂ္ဂိုလ်ကသိလို့ရှိရင်ဗြဟ္မာဖြစ်မယ်ပေါ့အဲ့ဒီလိုဇန်ချမ်းသာနဲ့ဗြဟ္မာဘဝကိုတက်မဲ့မောတဲ့သဘောကိုကြတော့ဘဝတဏ္ဍလို့ပြောတယ်တဲ့ဟောဒါဘဝတဏ္ဍရဲ့အတိတ်ပဲကိုပြောပြတာဒါလူငယ်တွေနားလည်အောင်အကြံဉာဏ်ပြောပြတာပါဟုတ်လားတကယ်တမ်းကတော့ဦးဇင်းတို့ဦးဇင်းအတွေးပေါ့လေနော်ဒီကာမတဏ္ဍဘဝတဏ္ဍတွေဆိုတာကတော့ဘဝတဏ္ဍကလည်းဇန်ချမ်းသာရမှသာလဲဘဝတဏ္ဍဖြစ်တာလို့တော့ဦးဇင်းစိတ်ထဲမှာအဲ့လိုမတွေးမိဘူးတော့ဒီတိုင်းလည်းပဲဘဝတဏ္ဍကတော့ဖြစ်နိုင်တာဘောဆိုကိုယ်ဘဝလေးကိုတော့မမောနေတာပဲလေတွေ့တားနေတာဒါကခံစားလို့ရတယ်လို့ဦးဇင်းထင်နော်ကိုယ့်ဘဝလေးနဲ့ကိုတော့တခါတလေကျင့်တတ်နေတာပဲဘဝထဲမှာနေချင်းနေတယ်ဆိုတဲ့သဘောမရှိဘူးလားရှိတယ်ဟုတ်လားတော့ကြနေအာဇန်ချမ်းသာရမှာဘဝတဏ္ဍဖြစ်နိုင်တာလို့အဲ့လိုတွေးနေမှာဆိုလို့ဒါကပြောရတာဟုတ်ရဲ့လားအေးဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ကာမတဏ္ဍဘဝတဏ္ဍဝိဘဝတဏ္ဍဆိုတဲ့ဒီလောဘပြန့်ထန်းတဲ့တဏ္ဍသဘောတရားသည်ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တဲ့အတွက်ကြောင့်ဒုက္ခသမုဒယသစ္စာဟုတ်လားဘောနောဘဝိကဘဝတစ်ကိုတပံဖြစ်စေတဲ့နန္ဒီရာဂသဟကတာနှစ်သက်ခြင်းတက်မဲ့ခြင်းနဲ့တကွာဖြစ်တယ်တတရဘိနန္ဒီနီထိုအာယုန်တို့မှာအလွန်တရာမှနှစ်သက်မဲ့မောတတ်တဲ့သဘာဝရှိတယ်ဆရာကြီးဥရွှေအောင်ကတော့အယောင်ဆိုးတတ်တဲ့သဘောရှိတယ်လို့အဲ့လိုလည်းပြောတယ်နန္ဒီရာဂသဟကတာတတရဘိနန္ဒီနီသူကြိုက်မိပြီဆိုရင်သူကြိုက်တဲ့အယောင်သူဆိုးလိုက်တယ်ဟောဟုတ်လားသူစိတ်ထဲမှာသူကြိုက်တဲ့အယောင်ဆိုးတော့သူဟာနဲ့သူအစဉ်ပြေးနေတယ်ဟောဟုတ်လားအေးအဲ့ဒီတဏှာလောဘကိုပဲဦးဇင်းတို့ဘာခေါ်တော့ဒုက္ခသမုဒယသစ္စာဒုက္ခဖြစ်ခြင်းအကြောင်းအဲ့တော့ဒီနေရာမှာဦးဇင်းတို့ဒီဒုက္ခသမုဒယသစ္စာကိုလည်းသစ္စာနဲ့16ချက်တည်းကသမုဒယသစ္စာရဲ့အနဲ့4ချက်နဲ့ဆက်ပြီးတော့ဦးဇင်းတို့နားလည်ကြည့်ရမယ်ပေါ့နော်သမုဒယသစ္စာရဲ့အနဲ့ဒိဗ္ဗေတနည်းအားဖြင့်တဏှာလောဘရဲ့စွမ်းရည်တတိ4မျိုးလို့လည်းပဲဆိုနိုင်ကောင်းပဲထင်ပါတယ်အဲ့ဒါဦးဇင်းတို့ဘယ်လိုပြောထားတော့ဆိုတော့သမုဒယတအာယုဟနထောနိဒာနထောတန်ယောဂထောပရိဘောဓထောတဲ့နော်သမုဒယသစ္စာရဲ့စွမ်းရည်တတိ4မျိုးသမဟုတ်သမုဒယသစ္စာရဲ့အနဲ့4မျိုး
အာယုဟနနိဒာနတန်ယောဂပလိဘောဓပါဠိအသုံးနှုန်းလေးတွေလည်းပဲစိတ်ထဲမှာရင်းနှီးသွားအောင်ကြိုးစားပြီးတော့မှတ်ဖို့လိုမယ်ဟုတ်လားဒါလေးတွေကပို့ပြီးတော့အရသာပေါ်လေတယ်ပေါ့နော်ပို့ပြီးတော့လည်းပဲမြတ်စွာဘုရားသုံးနှုန်းခဲ့တဲ့မဂရဘာသာအသုံးနှုန်းလေးတွေဆိုတော့စိတ်ထဲမှာယုံကြည်မှုတရားတရားလည်းပို့ပြီးတော့ထက်သန်ရတယ်ပေါ့ဒါကြောင့်ပါဠိစကားလေးတွေပါလာလို့ရှိရင်ဒါလေးတွေကိုတန်ဖိုးထားပြီးတော့စိတ်ဝင်စားပြီးတော့မှတ်သားစေခြင်းနဲ့နော်အေးအာယုဟနနိဒာနတန်ယောဂပလိဘောဓအာယုဟနဆိုတာဘာပြောတာတုံးဆိုတော့စီးပူးတဲ့သဘောစုဆောင်းတဲ့သဘောဒုက္ခဝိတ္ထုဒုက္ခမှုတွေကိုတဲ့စီးပူးစုဆောင်းတတ်တဲ့သဘောလို့ဆိုကြီးကအဲ့လိုကြည်ကြည်ပြန့်ပြန့်အတိတ်ပဲဖွင့်လူငယ်တွေနားလည်အောင်ပြောရင်ဒုက္ခကိုလိုက်ရှာပြီးတော့စုဆောင်းနေတာနော်လောဘဆိုတာဘာလို့တုံးဆိုရင်ဒုက္ခတွေများလာအောင်စုဆောင်းနေတာနော်ကိုယ်မှာစုမိနေတဲ့ဒုက္ခတွေဟာဘယ်သူကစုဆောင်းထားတာလို့ဆိုရင်လောဘကနေစုဆောင်းထားတာဟုတ်လားလောဘကရှားဖွေထားတယ်လို့နော်စုဆောင်းထားတယ်စီးပူးထားတယ်ဆိုလိုကြီးကတော့သူကအဲ့ဒီအ내တိတ်ပဲ၄ခုကိုစီးပူးနှင်းဆောင်ဖွဲ့နှောင်နှောင့်ရှက်အချက်၄ပါးဒုက္ခဘွားလို့သူကတော့အဲ့လိုရေးတယ်နော်အာယုဟနကိုစီးပူးတယ်ဒုက္ခတွေကိုစီးပူးထားတယ်စုဆောင်းထားတယ်နော်နိဒာနဆိုတာကိုနှင်းဆောင်တယ်ဆိုပေးအပ်တယ်ဆောင်နှင်းတယ်ပေးအပ်တယ်ကိုယ့်ကိုဒုက္ခတွေရောက်ဟဲ့အင့်ဟဲ့လို့ပေးထားတယ်လို့မျိုးတောတဏလောဘဒုက္ခကိုကိုယ့်ကိုပေးထားတယ်ဒါကြောင့်ကိုယ်မှာဒုက္ခတွေရနေတယ်ဇူကပေးထားတာတော့လောဘကပေးထားတာဟုတ်လားနောက်တန်ယောဂဆိုတာကသူကဆက်ရှင်တဲ့သဘောအမြဲတမ်းရှင်တွဲနေတဲ့သဘောစီဘူးနှင်းဆောင်ဖွဲ့နှောင်ဆိုလိုရတော့ဖွဲ့နှောင်နောက်တန်ယောဂဆိုတာကရှင်တွဲတယ်အမြဲရှင်တွဲတယ်ဆိုတဲ့အဓိပ္ပာယ်ဒုက္ခနဲ့ကိုယ်နဲ့အမြဲတမ်းမကွဲမကွာဖြစ်နေအောင်ရှင်တွဲထားတယ်ပူးထားတယ်ကတ်ထားတယ်တတ္တဝါနဲ့ဒုက္ခနဲ့ကွဲကွာမသွားအောင်ရှင်တွဲပေးထားတာပူးပေးထားတာချီနှောင်ပေးထားတာအဲ့ဒါကဘယ်လိုချီနှောင်ပေးတာဆိုတော့လောဘကချီနှောင်ပေးထားတာဒါကိုလောဘရဲ့အစွမ်းတတ္တိတန်ယောဂလို့ဒီလိုပြောတယ်ပလိဘောဓဆိုတာကြတော့ဘာပြောတော့နှောင့်ရှက်တယ်တဲ့နော်ကောင်းတဲ့စိတ်ကလေးပေါ်လို့နော်ကောင်းရမြဲရလေးကိုလှုပ်ချင်တယ်ရောက်ချင်တယ်ဒီလိုအတွေးလေးတွေနဲ့အကောင်ထဲပေါ်တတ်မယ်ဆိုလို့ရှိရင်အဲ့ဒါကိုမပြည့်စည်အောင်နှောင့်ရှက်အနှောင့်ရှက်ပြုနော်ကောင်းတဲ့နေရာကိုမသွားနိုင်အောင်မရောက်နိုင်အောင်နော်ထွက်မြောက်မိုးစတော်ဘုရားကြီးရဲ့စာလေးကိုလည်းအမှတ်ရထွက်ရလန်းကြီးမခကြီးကိုတားဆီးနှောင့်ရှက်ကန့်ကွက်တတ်သောအ내သဘော၎င်းဆိုကြီးအဲ့လိုကြီးသူ့ဟာလေးကလည်းတော်တော်ကောင်းပါတယ်ထွက်ရလန်းကြီးမခကြီးကိုတားဆီးနှောင့်ရှက်ကန့်ကွက်တတ်သောသဘော၎င်းလေဟုတ်လားလွတ်မြောက်ရငြိမ်းချမ်းရကိုသွားဖို့လို့စိတ်ကူးကလေးရလာရင်သူကရှိကအရင်ရောက်လာတယ်ဒီလောဘကပဲတတ္တဝါကိုကောင်းရမြတ်ရမရအောင်နှောင့်ယှက်တယ်ဒါကြောင့်ပလိဘောဓဆိုတာနှောင့်ယှက်တဲ့သဘောဖြစ်စည်းတတ်တဲ့သဘောအဲ့ဒါပိဋကပေါင်းသူတော်ကောင်းတို့လောဘရဲ့စွန့်ရည်တတိ၄မျိုးလို့ក៏ဆိုလို့မရဘူးလားဆိုလို့ရတယ်နော်အာယုဟနဒုက္ခဝိတ္ထုဒုက္ခမှုတွေကိုအမြဲတမ်းစုဆောင်းနေတယ်စီးပူးနေတယ်နိဒာနဒုက္ခဝိတ္ထုဒုက္ခမှုတွေကိုအမြဲတမ်းကိုယ့်ကိုပေးအပ်နေတယ်နှင်းဆောင်နေတယ်ဟုတ်လားတန်ယောဂဒီဒုက္ခတွေနဲ့ပဲအမြဲတမ်းမကွာမကွာနေရတယ်ပလိဘောဓအမြဲတမ်းကောင်းတာလုပ်မယ်ဆိုရင်နှောင့်ယှက်နေတယ်ဒါလေးကလည်းပဲသူအဆက်ဆက်လေးနဲ့သူတွေးကြည့်မယ်ဆိုရင်အလွန်ကောင်းတယ်ကိုကဒုက္ခကိုရှာလိုက်တယ်ပေါ့နော်အာယုဟနစီဘူးတယ်ရှာလိုက်လို့ရှိရင်နိဒာနရှာမတော့အကြောင်းတရားကရှိနေပြီဆိုတော့ဒုက္ခတွေကိုကိုယ့်ကိုပေးတယ်လို့မျိုးကိုရလာပြီဟုတ်တယ်မဟုတ်လားရလာပြီဆိုလို့ရှိရင်တန်ယောဂအဲ့ဒါနဲ့ကိုယ်နဲ့မလုပ်အောင်လို့အတူတူနေရတော့မယ်နော်တန်ယောဂဆိုတာကတော့အတူရှင်လွဲတာကိုပြောတာအတူတူနေရတော့မယ်အတူတူနေရပြီဆိုလို့ရှိရင်ကောင်းတာလုပ်မယ်ဆိုရင်သူဘာလုပ်လဲနှောင့်ယှက်မှာ哦ဒါကြောင့်ပေးတဲ့ပေါင်းတော်ဒီအချက်၄ချက်ကိုဆက်ဆက်ပြီးတော့တွေးတတ်ဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ဖြစ်နေတဲ့ဒုက္ခတွေဟာဘယ်သူမှရုပ်ဟဲ့အင်းဟဲ့လို့လာပေးထားတာမရှိပါဘူးကိုလောဘကဖန်တီးထားတာဒီနေရာဖြင့်ကိုလောဘအလိုကြကိုယ်တိုင်ရှာဖွေထားတာဒါကြောင့်ဒုက္ခဖြစ်လာပြီဆိုလို့ရှိရင်ဟိုလူတရားခံရှာဒီလူတရားခံရှာဒါဟာတော်တော်မကောင်းဘူးအမှန်တရားကိုမသိရရောက်တယ်ကိုယ်မှဖြစ်နေတဲ့ဒုက္ခဟာကိုလောဘကြောင့်ဖြစ်တာလို့မှန်မှန်ကန်ကန်နားလည်ဖို့မလိုဘူးလားဒီစကားလေးတွေကပေးတဲ့ပေါင်းတော်အောင်လို့သစ္စာဆိုတဲ့အတိုင်းတောင်းစုံဘဲစုံဘယ်နေရာကပဲကြည့်မှန်းနေတယ်ပေါ့လေးပဲတွေးအလဲအလပဲတွေးလေးနက်ပဲတွေးလိုချင်လို့ဒုက္ခဖြစ်ရတယ်ဆိုတာကအလွန်မှမှန်တယ်
ဟုတ်လားဆိုကြပါစို့အပေါ်ယံလေးပဲစဉ်းစားကြည့်ဒုက္ခတစ်ခုခုဖြစ်လာပြီးအရှင်မပြေမှုတစ်ခုခုဖြစ်လာပြီးစိတ်တိုင်းမကြမှုတစ်ခုခုဖြစ်လာပြီးဆိုရင်နောက်ွယ်ကအကြောင်းတရားကိုဉာဏ်ပါပါနဲ့ရှာကြည့်ပါလောဘငါရကျင်တာဖြစ်ကျင်တာတစ်ခုခုတော့ရှိနေတယ်ဆိုတာကိုတွေ့ရပါလိမ့်မယ်ဟုတ်လားကိုယ့်ရဲ့ဖြစ်ကျင်မှုရကျင်မှုတစ်ခုခုကိုအခြေခံပြီးတော့ဒုက္ခဆိုတာတွေ့ကြရတာဟုတ်တယ်မဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဟာလောဘဖြစ်တယ်လို့သိရခြင်းသည်ဒီလောဘကိုပဲနေပါသွားကြည့်တယ်ဒါအကြောင်းအကျိုးစိုက်တယ်လို့ဦးဇင်းထင်ပါတယ်ဒါဒီဟာငါ့ကိုဒုက္ခပေးမဲ့အရာလို့သိရင်ဒါကိုဆက်ဆုပ်တဲ့စိတ်ဒါကိုကြောက်တဲ့စိတ်လန့်တဲ့စိတ်ကိုသိရင်သိသလောက်မဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ဒါကြောင့်လောဘသည်ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းလို့သိရတာကိုကအဲ့ဒါကလောဘနေခြင်းရဲ့အကြောင်းတစ်ခုဖြစ်တယ်ဒီနေ့မှာဦးဇင်းတို့သမုဒိယသစ္စာဆိုတာကတော့ပယ်ရမယ့်သစ္စာလို့ပိဋကတို့သိပြီးသားပါဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ကိုယ့်ရဲ့ဉာဏ်လေးကိုအသုံးချဖို့လိုတယ်ဘက်စုံတောင်းစုံကနေပြီးတော့ဒီလောဘဖြစ်မိရင်လိုချင်မိရင်ရချင်မိရင်တော့ငါဆင်းရဲတော့မှာပဲဆိုတာကိုနားလည်ဖို့လိုတယ်ဒီနေရာမှာအပေါ်ယံဆင်းရဲကိုဖြစ်စေတတ်တယ်လို့နားလည်ဖို့လိုတယ်လို့လေးလေးနက်နက်လေးနားလည်ဖို့လိုတယ်ဆိုကြပါစို့လေးလေးနက်နက်နားလည်တဲ့အပိုင်းလေးကိုနည်းနည်းပြောကြည့်ခြင်းခုဒီဘဝမှာတွေ့နေကြုံနေရတဲ့ဒုက္ခတွေအကုန်လုံးဟာသောတော်ကပြောခဲ့တယ်ဇာတိကြောင့်ဖြစ်တာလို့ပြောခဲ့တယ်နော်ဇာတိကိုအကြောင်းခံလို့သာလေဒီဒုက္ခတွေကိုတွေ့ကြရတော့အကယ်၍သာဇာတိကိုအကြောင်းမခံခဲ့ရဘူးဆိုရင်ဘာဒုက္ခမှခုချိန်ပြောစရာမလိုဒါနဲ့အဲ့ဒီဇာတိဘယ်ဟာဖြစ်တုံးဆိုတော့သောတော်ကပဲပြောထားတယ်ပောနောဘဝိကဘဝတစ်ကိုတဖန်ဖြစ်စေတတ်တယ်ဘဝတစ်ကိုတဖန်ဖြစ်စေပြီဆိုရင်တော့အဲ့ဒီဘဝနဲ့ပတ်သက်တဲ့ဒုက္ခတွေအကုန်လုံးကတော့လာတော့မှာပဲဒါကြောင့်ဦးဇင်းတို့ရှင်သာရိပုတ္တရာကိုတာမဏကပရပိုက်ကမေးတာရှိတယ်ရှင်ဘုရားတဲ့ဟောဒီလောကကြီးမှာဒုက္ခဆိုတာဘာလဲဒုက္ခဆိုတာဘာလဲတဲ့မေးတော့ရှင်မြတ်ကဘာဖြေတော့ဆိုတော့တဖန်ဘဝတစ်ကိုရခြင်းသည်ဒုက္ခပဲတဲ့တဖန်ဘဝတစ်မရခြင်းသည်ဒုက္ခပဲလို့အဲ့လိုဖြေအဲ့ဒီမှာဆက်ပြီးတော့သူကရိုးရိုးလေးပြောတာပါပဲတဖန်ဘဝတစ်ကိုရလို့သားလျင်ပူရတယ်ဆိုတဲ့ဒုက္ခအေးရတယ်ဆိုတဲ့ဒုက္ခဆာလောင်မှုတ်သိရတယ်ဆိုတဲ့ဒုက္ခကျင်ကြီးကျင်ငယ်ဆွန့်ရတယ်ဆိုတဲ့ဒုက္ခဟုတ်လားထိမိခိုက်မိတယ်ဆိုတဲ့ဒုက္ခဆွေမျိုးသားချင်းတို့ရဲ့ကိုယ့်ဘဝတွေကိုဝင်ရောက်ချုပ်ချယ်တာကိုခံရတယ်ဆိုတဲ့ဒုက္ခဒီလိုဒုက္ခတွေကိုမချွတ်ရလိမ့်မယ်လို့မျှော်လင့်ရမယ်တဲ့အဲ့ဒီမှာလည်းပဲမထေရမြတ်ကြီးကရှောင်လွဲလို့မရတဲ့လူသားတိုင်းဘယ်သူမှမလွတ်ကင်းနိုင်တဲ့ဒုက္ခမျိုးကိုရွေးပြောတာလို့အရင်ထင်သိလားနော်အပူအေးခန္ဓာရှိတဲ့လူတိုင်းကြုံရတာပဲပတ်စံနေချမ်းသာတဲ့နေသားထိုင်သာရှိတဲ့လူတွေကတော့ထိုက်တဲ့လောက်ဖန်တီးပြီးတော့တတ်တတ်အောင်တော့လုပ်လို့ရတဲ့အပိုင်းတော့ရှိတာသို့တော့လုံးလုံးကြီးလွတ်ကင်းလို့တော့မရပါဘူးဟုတ်တယ်မဟုတ်လားနော်ဒီဥဒုကိုဘယ်လိုလုပ်ရှောင်လို့ရမလဲပြီးတော့ဆာလောင်တယ်မှုတ်သိတယ်ဆိုတဲ့ဒုက္ခကျင်ကြီးကျင်ငယ်ဆွန့်ရတယ်ဆိုတဲ့ဒုက္ခဘာနဲ့မှရှောင်လို့မရဟုတ်လားတိုက်မိခိုက်မိတယ်ဆိုတဲ့ဒုက္ခဘာနဲ့မှရှောင်လို့မရဟောနောက်ဆုံးပြောထားတာလေးတော့ဦးဇင်းကစိတ်ဝင်စားတယ်ရွှေမျိုးသားချင်းတို့ဤကိုယ့်ဘဝတွေကိုဝင်ရောက်ချုပ်ချယ်တာကိုခံရလိမ့်မယ်တဲ့ဒါကအမျိုးဆိုပြီးတော့လာကြတာဟုတ်တယ်ဟုတ်လားဒါကတော့ကိုယ်လည်းပဲသွားတာပဲလေကိုယ်ကလည်းဝင်ပြီးတော့ဆွတ်ဖက်တာတွေမရှိဘူးလားကိုယ်မျိုးဆိုရင်အဲ့လိုပဲကိုယ့်ဘဝတွေကိုလည်းသူတို့ကဝင်ပြီးတော့ဆွတ်ဖက်ကြမှာတော့ဒီဒုက္ခတွေကရှောင်လို့မရအောင်အဲ့တော့ဘာပြောချင်တာတုံးဆိုတော့ဒုက္ခတွေဟာဇာတိကိုအကြောင်းခံပြီးတော့ဖြစ်တာအဲ့ဒီဇာတိတွေဘာကိုအကြောင်းခံနေလို့ဆိုတော့ဒီတဏှာလောဘကိုအကြောင်းခံတာဒါကြောင့်တဏှာဒီဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားအစစ်အမှန်ဆိုတာဘယ်လိုမှညင်းလို့မရအောင်ဒါကလေးလေးနက်နက်ပြောတာပေါ့နော်အပေါ်ယံလေးလည်းကြည့်ဒကာဓမ္မတို့ဦးဇင်းတို့လောဘကြီးရင်ကြီးသလောက်ဒုက္ခကြီးတာပဲလောဘလျှော့နိုင်ရင်လျှော့နိုင်သလောက်ဒုက္ခရော့သွားတာပဲတော့လူချင်းမှုတွေများရင်များသလောက်မတတ်တာမှုဆိုတာနောက်ကကပ်ပြီးတော့လိုက်လာတာဒါကြောင့်ဦးဇင်းတို့ပိဋကတို့လည်းကြားဥပါတယ်အကြောင်းဆိုင်နေတော့နည်းနည်းပြောဦးမယ်ဟောဝိသခအကြောင်းအမကြီးတနေ့တော့မြတ်စွာဘုရားရဲ့ထံတော်ဘာကိုနေ့လည်ခင်းနေကပူနေအဲ့ဒါမြတ်စွာဘုရားကြီးရောက်လာတော့မြတ်စွာဘုရားကစီးပြီးတော့မေးတယ်ဝိသခတဲ့နေကင်းကြောင်တောင်ကြီးမှာကောင်းမှလည်းရေတွေလည်းရွှဲလို့အဝတ်စားကလည်းရေတွေရွှဲရွှဲဆိုးလို့နော်ဒါကအိန္ဒိယရဲ့ဝမ်းနေတဲ့အထိန်မှတ်ပေါ့နှစ်စပင်တွေရောအဝတ်တွေရောရေဆိုးနေဒါဘယ်ကနေရောက်လာတော့ဘယ်ကနေလာတော့လို့မြတ်စွာဘုရားမေးတဲ့အခါကျတော့မြတ်စွာဘုရားတဲ့
တပည့်တော်ရဲ့အလွန်ချစ်မြတ်နိုးရတဲ့အလွန်မှလည်းလိမ်မာတဲ့မြေးမလေးတယောက်ဆုံးသွားလို့တဲ့ဘယ်လိုမှဖြေလို့မရအောင်ဒါကြောင့်မြတ်စွာဘုရားဒီရောက်လာတာသူအလွန်ချစ်မြတ်နိုးတဲ့မြေးအဝိသခဆိုတာသားက10ယောက်သမီးက10ယောက်မြေးက4000မြစ်ကဘယ်လောက်မြေးက400မြစ်က8000နဲ့ဟုတ်လားကြားဘူးတယ်မဟုတ်လားနော်အလွန်တရာလောကီအနေနဲ့ပြောရရင်တော့ပျော်စရာရွှင်စရာကောင်းတဲ့အနေအထားမျိုးကြီးပေါ့ဟုတ်လားသားသမီးတွေမြေးတွေမြစ်တွေနဲ့ဝိုင်းလဲပြီးတော့နေရတဲ့အနေအထားပေါ့အဲ့ဒီတဲကသူအလွန်ချစ်မြတ်လို့တဲ့မြေးမတယောက်ဆုံးသွားသူဘယ်လိုမှဖြေလို့မရအောင်အဲ့ဒီမှာမြတ်စွာဘုရားကရုတ်တရက်ဗာမေးတော့ဆိုဝိသခာတဲ့ဟောဒီတာဝိထိမြို့မှာရှိတဲ့လူဦးရေနဲ့အရေအတွက်နဲ့အမျှသားတွေမြေးတွေတကယ်လို့များရမယ်ဆိုရင်နင်ယူမလားလို့မေးတာမေးတဲ့အခါကျတော့ဝိသခာကမစင်သားဘူးနဲ့တူပါတယ်ရုတ်တရက်ဗာပြန်ပြောတော့ဆိုအဲ့လောက်ရှိစရာကောင်းတဲ့လိမ်မာတဲ့သားတွေသမီးတွေမြေးတွေမြစ်တွေရမယ်ဆိုရင်တော့ယူချင်ပါတယ်တဲ့တာဝတိမျိုးတစ်မျိုးစာလောက်ရှိတဲ့သားတွေသမီးတွေမြေးတွေမြစ်တွေရချင်တယ်လို့ပြောတာအကုန်လုံးချစ်စရာကောင်းတယ်သူတို့ကလည်းငါ့ကိုချစ်ကြမယ်ငါကလည်းသူတို့ကိုချစ်မယ်ဒါဆိုရင်တော်တော်ပြောစရာကောင်းမယ်လို့ထင်တာတချို့မိသားစုတွေနဲ့တိုက်တိုက်ဝန်းဝန်းနေရတယ်ဆိုဘေးကနေအားကြနေကြတာတွေမရှိဘူးလားရှိတယ်အားကြတယ်ဆိုတာဘာလို့ငါလည်းနေခြင်းနဲ့ဟုတ်တယ်မဟုတ်လားအဲ့လိုဖြေတဲ့အခါကျတော့မြတ်စွာဘုရားဝိသခာတဲ့အဲ့လိုဆိုရင်ဟောဒီတာဝတိမှာတနေ့ကိုလူဘယ်နှယောက်လောက်သေလဲတဲ့တော့10ယောက်လဲသေတယ်ဗျာ9ယောက်လဲသေတယ်အနည်းဆုံး4ယောက်ကတော့နေတိုင်းသေနေတာအဲ့လိုဖြေတဲ့အခါကျတော့မြတ်စွာဘုရားဝိသခာအဲ့လိုဆိုရင်သင်စဉ်းစားပါလားတဲ့သင်မှာမျက်ရည်နဲ့မျက်ခွက်ပြည့်ရမယ်နေရလို့ရှိနိုင်မှာအောင်မလားရှိနိုင်တော့နေတိုင်းငိုနေရမယ်အဲ့ဒီတော့မှဝိသခာကစဉ်းစားမိသွားတယ်မြတ်စွာဘုရားတဲ့အဲ့ဒါလောက်များပြားတဲ့သာသမီမြင်းမြစ်တို့ဖြင့်အလိုမရှိတော့ပါတဲ့အဲ့ဒီမှာဆက်ပြီးတော့မြတ်စွာဘုရားကတရားဓမ္မတို့ဦးဇင်းတို့မှတ်သားစေရတရားစကားဟောဥဒန်းလဲကျူးပါတယ်မြတ်စွာဘုရားအဲ့ဒီမှာဘယ်ဟောပြတဲ့တရားစကားလေးကပါတယ်ဧကံပိယံဧကံဒုက္ခဧကံပိယံချစ်ချင်းတစ်ခုတည်းဧကံဒုက္ခဆင်းရဲခြင်းတစ်ခုပဲတဲ့ဒွေပိယံဒွေဒုက္ခချစ်ချင်းကနှစ်ခုဆိုရင်တော့ဆင်းရဲကလည်းနှစ်ခုပဲတဲ့ချစ်ချင်းနဲ့ဆင်းရဲဒုက္ခဆိုတာအချိုးညီသွားနေတဲ့သဘောအဲ့ဒါတရားအထိမြတ်စွာဘုရားစိတ်ရှိလက်ရှိဟောချစ်ချင်းတရားဆိုရင်ဆင်းရဲကလည်းတရားပဲတာမန်စဉ်းစားကြည့်ရင်တော့ချစ်စရာခင်စရာတွေဝိုင်းဝိုင်းလဲပြီးတော့သူတို့ကလည်းကိုယ့်ကိုချစ်မယ်ကိုယ်ကလည်းသူတို့ကိုချစ်မယ်ဆိုရင်တော့ဒါတော်တော်ပျော်စရာကောင်းတယ်လို့ထင်ကြတာဟုတ်တယ်မဟုတ်လားတကယ်လက်တွေ့မှာတော့အဲ့လိုမဟုတ်ချစ်စရာခင်စရာတွေများလေစိုးရင်ရတာတွေပူရတာတွေစိတ်အနှောင့်အယှက်ဖြစ်ရတာတွေရှုပ်ထွေးရတာတွေများလေလေတေချာစဉ်းစားကြည့်ပေါ့တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာကိုယ်ဘဝကိုယ်ခန္ဓာအကြောင်းကိုယ်အကြောင်းကြောင့်စိတ်ညစ်ရတာစိတ်ပူရတာတွေလည်းမရှိဘူးမဟုတ်ရှိတယ်ဒါပေမဲ့တော်တော်များများကချစ်ရခင်ရမျက်နှိုးရတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ပဲကိုယ်စိတ်ထဲမှာဆင်းရဲရတယ်ပူလောင်ရတယ်ရှုပ်ထွေးရတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါတွေကိုသာရှင်းထုတ်နိုင်မယ်ဆိုလို့ရှိရင်ဘာမှသိမလို့ရပဲနဲ့ကိုပဲတော်တော်သက်သာမယ်လို့ထင်ရရှိရောဟုတ်တယ်မဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းတို့ချစ်ချင်းဆိုတဲ့ဒီတဏှာလောဘသည်ဆင်းရဲဒုက္ခကိုသာဖြစ်စေတယ်ဆိုတာကိုအဲ့ဒါလိုအပေါ်ယံတွေးကြည့်ရင်ကောမသိနိုင်ဘူးလားသိတယ်နော်ချစ်ချင်းတစ်ခုဆင်းရဲတစ်ခုနောက်တော့ဦးဇင်းတို့အဲ့ဒီဥဒန်းပါဠိတော်မှာပဲမြတ်စွာဘုရားလက်ထက်ကစိတ်ဝင်စားတဲ့အဖြစ်အပျက်လေးတစ်ခုဒါလေးကိုစက်မိရင်လည်းဦးဇင်းတို့ပြောပြတယ်ပေါ့လေမြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားနဲ့အယူဝါဒမတူကြတဲ့နော်ဘာသာကြားပရပိုက်တွေဒိဋ္ဌိတွေဒါတွေကလည်းအများကြီးရှိတာအောင်တချို့ပရပိုက်တွေကအိမ်အောင်သားမွေးအမှုလည်းပြုကြတာရှိတယ်အဲ့တော့ဒီနေ့တော့ပရပိုက်မတယောက်ကသူ့ရဲ့ယောက်ျားဖြစ်တဲ့ပရပိုက်ကိုဘာပြောတော့ဆိုတော့ငါမီးဖွားဖို့အတွက်အချိန်နီးကပ်နေပြီပေါ့ဒါကြောင့်မီးဖွားတဲ့အချိန်မှာအသုံးပြုဖို့အတွက်စီလိုတယ်ပေါ့ဒီကိုယ်လုံးကိုစီလိမ့်ဖို့လိုတယ်ဒါကြောင့်စီသွားရှာကြပါလို့ခိုင်းတဲ့အခါကျတော့ပရပိုက်ကယောက်ျားဖြစ်တဲ့ပရပိုက်ကခက်ညံ့ညံ့ဆိုငါစီကိုပဲသွားရှာမှာတော့အဲ့လိုပြောတဲ့အခါကျတော့ကောသလမင်းကြီးကအဲ့ဒါလိုဘာသာရေးအလုပ်ကိုလုပ်ကြတဲ့ပုံကိုယ်တွေအတွက်ဆိုပြီးတော့သူကစီတို့ထောပတ်တို့ဘာတို့အများကြီးလှူတာရှိတယ်မန္တကြီးထိုးပြီးတော့ဒါပေမဲ့ခက်တာကသူကဒီနာရင်ကြိုက်တဲ့လောက်အသုံးပြုသွားစားသွားတောက်သွားပြန်တဲ့နေရာကိုတော့မသေးရဘူးအဲ့ဒီတဲ့ရင်ကိုသူတို့ကကြားထားတဲ့အခါကျတော့ပရပိုက်ကဘလို့စဉ်းစားတော့ဆိုတော့ကောင်းပြီအဲ့လိုဆိုလို့ရှိရင်ငါအဲ့ဒီနေရာကိုသွားမယ်တော့စီကိုအဝတောက်ခဲ့မယ်ပေါ့တောက်လာပြီးတော့အိမ်ရောက်လို့ရှိရင်အံပြီးတော့ပေးမယ်ပေါ့နော်ဆင်းလဲဆင်းရဲတာဟုတ်အဲ့ဒါနဲ့ကောသလမင်းကြီးရဲ့တော့လူပေးရမန္တကိုသွားပြီးတော့စီကိုဖိုက်ကားအောင်သူတောက်တယ်နော်
မဆံမပြေးတောက်လာတယ်တောက်လာပြီးတော့အနိုင်နိုင်အိမ်ပြန်လာတယ်အိမ်ရောက်တဲ့ခါကျတော့စီကအန်လို့မရနော်စီဆိုတဲ့သဘောကအလွန်ကြည်ခဲ့တဲ့အစာပေါ့တော့သူ့ရဲ့ဘိုက်တစ်ခုလုံးကဓာတ်နဲ့ထိုးမှွေတယ်လို့ဖြစ်ပြီးသူဘလို့မှထိုင်လို့လည်းမရဘူးရက်လို့လည်းမရမြေကြီးပေါ်မှာလူးနေရတယ်အဲ့ဒီပထပိုက်ဟာအသက်ဆုံးသွားလားဆုံးမသွားလားဆိုတာတော့စာထဲမှာမှတ်တမ်းတင်ထားတာတော့မတွေ့ရဘူးဘာပဲတွေ့ရတော့ဆိုအဲ့ဒီချိန်မှာမြတ်စွာဘုရားဆွမ်းခံကြွလာတော့အဲ့ဒါလိုအော်ဟစ်ညည်းညူပြီးတော့လူတွေလည်းဝိုင်းပြီးတော့ဒုက္ခရောက်နေတာကိုမြင်ရတဲ့ခါကျတော့မြတ်စွာဘုရားဥဒန်းကျူးတယ်တဲ့ဥဒန်းဆိုတာကစိတ်ထဲမှာမဆန့်လို့နှုတ်ပေါ်ကိုအလိုလိုရှံကြလာတဲ့စကားမျိုးကိုဥဒန်းလို့ခေါ်တာလူဥဒန်းကျူးတုံဆိုတော့ကြောက်ကြမှုရှိတဲ့လူတွေကဆင်းရဲတယ်ကြောက်ကြနေရတယ်ထက်တွက်နေရတယ်ဆိုရင်ဒါပါတော့ဆင်းရဲတယ်ကြောက်ကြမှုကင်းတဲ့အရိယာပုဂ္ဂိုလ်တွေကချမ်းသာတယ်ပေါ့အရိယာပုဂ္ဂိုလ်တွေမှာကြောက်ကြမှုမရှိဘူးတယောက်ဒီတယောက်ကိုဖွဲ့နှောင်သောစိတ်ရှိသည်ဖြစ်၍ပင်ပန်းနေသူကိုရှုရကုန်လောတဲ့ဟောအဲ့လိုလေးပြောတယ်မြတ်စွာဘုရားဟုတ်လားတယောက်ဒီတယောက်ကိုဖွဲ့နှောင်သောစိတ်ရှိတယ်တယောက်ချီနှောင်ထားတဲ့စိတ်ရောဟုတ်လားအဲ့လိုတယောက်ကိုချီနှောင်ထားတဲ့စိတ်ကြောင့်ပဲတတ္တဝါတွေဟာပင်ပန်းညာရတယ်ရောအဲ့ဒီဥဒန်းလေးမြတ်စွာဘုရားကျူးတာရှိတယ်အဲ့တော့ဘိဓပေါင်းတော်ပြောချင်တာကဘာလဲဆိုတော့ဒီအလိုဆန္ဒဆိုတာအပေါ်ယံကြည့်ရင်လည်းပဲဒုက္ခကိုဖြစ်စေတယ်ဆိုတာအလွန်ထင်ရှားတယ်ဟောလေးလေးနက်နက်စဉ်းစားကြည့်မယ်ဆိုရင်လည်းပဲဒုက္ခကိုဖြစ်စေတယ်ဆိုတာမထင်ရှားဘူးလားထင်ရှားတယ်ဒါကြောင့်ဒီသမုဒိယသစ္စာရဲ့စွန့်ရည်တတ္တိဒုက္ခကိုဖြစ်စေတတ်တဲ့သဘာဝပါလားဆိုတာကိုများများစဉ်းစားပေးဖို့တွေးပေးဖို့ကြံပေးဖို့မလိုဘူးလားလိုတယ်အဲ့ဒါဆိုလို့ရှိရင်သူ့ကိုပယ်ရှားလိုစိတ်ထက်သန်လာနိုင်တယ်ပြီးတော့အဲ့ဒီစဉ်းစားနေတဲ့အချိန်မှကိုပဲဒီသမုဒိယသစ္စာတဏှာလောဘဟာအပြော့တဲ့အနေအထားကိုလည်းရောက်နိုင်တယ်အောင်ဒါကြောင့်ဦးဇင်းတို့သမုဒိယတာအာယုဟနထောနိဒာနထောတန်ယောဂထောပလိဘောဓထောဟုတ်လားဒုက္ခတွေကိုရှာဖွေရှုဆောင်တတ်တဲ့သဘောရှိတယ်အာယုဟနနောက်ဒုက္ခတွေကိုဆောင်းနှင်းပေးတတ်တဲ့သဘောရှိတယ်နိဒာနနောက်ဒုက္ခတွေနဲ့အတူအမြဲရှင်တွဲပြီးတော့နေရစေတယ်တန်ယောဂထနော်ကောင်းတာလုပ်မယ်ဆိုလို့ရှိရင်အမြဲတမ်းအနှောင့်အယှက်ပေးတယ်ပလိဘောဓဟုတ်လားဒါကြောင့်သူရဲ့စွမ်းရည်တတ္တိတွေကိုဒကာမတို့ဦးဇင်းတို့သိမယ်ဆိုလို့ရှိရင်ဒါဟာမကောင်းတဲ့တရားပဲဆိုပြီးတော့ပေရှားလိုတဲ့ဆန္ဒပေရှားနိုင်အောင်ကြိုးစားတဲ့ဝရိယမရနိုင်ဘူးလားရနိုင်တယ်ဒီသမုဒိယသစ္စာကိုပယ်ခြင်းလေဆိုရင်ဘယ်လိုနည်းနဲ့ကြိုးစားအထုတ်ပြီးတော့ပယ်ရမှာတော့လို့မေးရင်တတိပဋ္ဌာန်ဘာဝနာကိုပွားများသောနည်းအားဖြင့်ပဲသမုဒိယသစ္စာကိုပယ်နိုင်အောင်ကြိုးစားကြရမှာပါဟုတ်လားတကယ်တမ်းကဒီလောဘဖြစ်တယ်ဆိုတာဘာလို့ဖြစ်တာတုံးလို့အကြောင်းကိုရှာမယ်ဆိုလို့ရှိရင်အဝိဇ္ဇာဆိုတာကိုသွားတွေးရမယ်ပေါ့အဝိဇ္ဇာဆိုတာကဖြစ်နေတာကတစ်မျိုးကိုယ်စိတ်ထဲကထင်းနေတာကတစ်မျိုးတကယ်တမ်းကဘဝကဒုက္ခသဘောတရားတွေပဲသို့တော့ကိုယ့်ရဲ့စိတ်ထဲမှာမသိမှုအဲ့ဒါကိုသိနိုင်မြင်နိုင်တဲ့ဆွမ်းအားကမရှိတဲ့အခါကျတော့ဒါကိုကောင်းတယ်လို့ထင်တယ်ပေါ့အဲ့ဒါဘာတော့အဝိဇ္ဇာမကောင်းတာကိုကောင်းတယ်လို့ထင်တယ်အဲ့ဒီအဝိဇ္ဇာကြောင့်အခုပြောနေတဲ့ဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့တဏှာလောဘဆိုတာဖြစ်လာတာဟုတ်လားအဲ့တော့ဒီအဝိဇ္ဇာကိုကိုကရှော့ချနိုင်မှအဝိဇ္ဇာကိုမဖြစ်အောင်လုပ်နိုင်မှဒီတဏှာလောဘကမလာမအောင်အဲ့တော့ဝိဇ္ဇာဖြစ်အောင်ကြိုးစားရမယ်ဆိုတဲ့အဓိပ္ပာယ်အဝိဇ္ဇာမဖြစ်အောင်အဲ့တော့ဝိဇ္ဇာမဖြစ်အောင်ဝိဇ္ဇာဖြစ်အောင်ကဘယ်လိုကြိုးစားရမှာတုံးဆိုတော့နော်အသိဉာဏ်ရဖို့အတွက်တတိပဋ္ဌာန်ဘာဝနာကိုကြိုးစားရမယ်နော်တတိထားပြီးတော့နေတဲ့အလေးကျင့်ကိုပြိုးထောင်ရင်နော်အမှန်မြင်တဲ့ဝိဇ္ဇာဆိုတာဖြစ်လာမယ်နော်အမှန်မသိတဲ့အဝိဇ္ဇာဆိုတာနေသွားမှာဒါကတော့တတိရဲ့စွမ်းရည်တတ္တိပေါ့ဟောဦးဇင်းတို့ဣတိဥပါဠိတော်မှာဟောထားတာလေးတစ်ခုကတော့သဗ္ဗသင်္ခါရေတုအနိစ္စနုပတိနံဝိဟရန္တယာအဝိဇ္ဇာတာပဟိယတိယာအဝိဇ္ဇာတာဥပ္ပစ္စတိလို့အဲ့ဒီမှာဟောထားတာလေးတော့ရှိသဗ္ဗသင်္ခါရေတုအလုံးစုံသောသင်္ခါရတရားတို့၌အနိစ္စနုပတိနံမတည်မြဲဘူးလို့ရှုမှတ်ပြီးတော့ဝိဟရန္တနေလေးရှိတဲ့ပုဂ္ဂိုလ်အတွက်ယာအဝိဇ္ဇာတာပဟိယတိတဲ့အဝိဇ္ဇာဆိုတဲ့အမှန်မသိမှုသဘောဟာပယ်ရှားပြီးသားဖြစ်သွားတယ်နော်ယာဝိဇ္ဇာတာဥပ္ပစ္စတိတဲ့နော်အမှန်သိမှုဝိဇ္ဇာတရားဟာအလိုလိုဖြစ်ပေါ်လာတယ်အဲ့တော့အဝိဇ္ဇာမဖြစ်အောင်ဝိဇ္ဇာဖြစ်အောင်ဘာလို့ရမှာတော့မင်းအဲ့ဒီဒေသနာအရအလုံးစုံသောဖြစ်ခြင်းသဘောတရားရှိတဲ့သင်္ခါရတရားတွေဟာဘယ်သင်္ခါရတရားမှတည်မြဲမနေဘူးလို့အဲ့ဒီအနိစ္စကိုမြင်တဲ့အသိဉာဏ်ကိုရအောင်ကြိုးစားရမယ်သဗ္ဗသင်္ခါရေတုအနိစ္စနုပတိနဲ့ဝိဟရန္တ
အလုံးစုံသောသင်္ခါရတရားတွေဟာမမြဲဘူးလို့ရှုဆင်ခြင်နေတဲ့ပုဂ္ဂိုလ်ပေါ့ယာဝိဇ္ဇာတာပိယတိအဝိဇ္ဇာကိုပယ်နိုင်တယ်ယာဝိဇ္ဇာတာဥပ္ပစ္စတိဝိဇ္ဇာကိုဖြစ်စေနိုင်တယ်အဲ့တော့အနိစ္စလို့မြင်ရင်အဝိဇ္ဇာကိုဖယ်နိုင်တယ်ဝိဇ္ဇာကိုဖြစ်စေနိုင်တယ်ဒီလိုဆိုရင်အနိစ္စလို့မြင်အောင်ဘယ်လိုလုပ်ရမှာတော့သောတော်တော်ကဦးဇင်းတို့အရေးအမြတ်ပြောခဲ့ပါတယ်ဟုတ်လားသတိပဋ္ဌာန်ဘာဝနာကိုပွားများရမယ်ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေကိုအာယုံဆက်ရမယ်ဂယုဆက်ရမယ်သတိထားရမယ်ဒါကလူငယ်တွေနားလည်လို့တဲ့အသုံးအနှုန်းလေးနဲ့ဦးဇင်းကပြောတာပါဟုတ်လားဘာပဲဖြစ်လာတာကအကြောင်းတရားပေါ်မှာမူတည်တယ်ဟုတ်လားအဲ့ဒီဖြစ်နေတဲ့တရားတွေဟာဘယ်တရားမှမတည်မြဲဘူးအဲ့ဒီမတည်မြဲတဲ့သဘာဝကိုသိဖို့အတွက်ဒီဖြစ်နေတဲ့တရားတွေကိုပဲပြန်ပြီးတော့ကြည့်ရတယ်တနည်းအားဖြင့်ဖြစ်တိုင်းတိနေအောင်ကြိုးစားရတယ်သတိထားရတယ်ပေါ့အဲ့လိုဖြစ်တိုင်းသိတဲ့သတိကိုမွေးမြူဝယ်ဆိုလို့ရှိရင်ဒီသဘာဝတရားတွေဟာအနိစ္စသဘောဖြစ်တယ်ဆိုတဲ့နော်အနိစ္စလက္ခဏာကိုသိတဲ့ဉာဏ်ကိုမရနိုင်ဘူးလားရနိုင်တယ်အဲ့လိုဆိုရင်သဗ္ဗသင်္ခါရတို့အနိစ္စနုပတိနဲ့ဝိရဏတံလုံးစုံသောသင်္ခါရတရားတွေဟာမတည်မြဲဘူးလို့ရှုမှတ်ရရောက်မသွားဘူးလားရောက်သွားတယ်ဒါဆိုလို့ရှိရင်ယာဝိဇ္ဇာတာပဟိယတိမတိမှုဝိဇ္ဇာကိုပယ်နိုင်မယ်ယာဝိဇ္ဇာတာဥပ္ပစ္စတိတိမှုဝိဇ္ဇာကိုဖြစ်စေလိမ့်မယ်အဲ့လိုဆိုရင်အဝိဇ္ဇာရှိမှဖြစ်ရမယ်ဒီတဏှာလောဘဆိုတဲ့သမုဒယသစ္စာအဲ့ဒီချိန်မှာဖြစ်နိုင်မလားမဖြစ်နိုင်ဘူးဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒုက္ခအာလုံးတို့ရဲ့အခြေခံအကြောင်းတရားတဏှာလောဘဆိုတဲ့သမုဒယသစ္စာဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ဒီကနေ့နော်တော်ကြကြတော့လည်းပဲဆက်ပြီးတော့နာရအောင်မယ်ဟုတ်လားအဲ့တော့အခု45မိနစ်ရှိသွားဦးဇင်းပြောတာနော်အဲ့တော့အားလုံးဦးဇင်းတို့45မိနစ်စာလေး၄ခုပေါင်းလိုက်ရင်သစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့အထိုက်အလျောက်ပြည့်စုံတဲ့ဟောပြောချက်လေးဖြစ်သွားမယ်ပေါ့နော်အဲ့တော့ဦးဇင်းအခုပြောခဲ့တဲ့စကားတွေကိုအကုန်လုံးပြန်ပြီးတော့ဏိကုံးချုပ်ကြည့်မယ်ဟုတ်လားသစ္စာ၄ပါးတရားဆိုတာအလွန်တရာမှအရေးပါတဲ့အဓိကကြတဲ့တရားဖြစ်တယ်ဒါကြောင့်သစ္စာ၄ပါးကိုသိအောင်ကြိုးစားဖို့ဤမျိုးစုံနဲ့မြတ်စွာဘုရားတိုက်တွန်းတယ်။ကောင်းငယ်မြောက်လိုက်တဲ့နောက်တူချောင်းတစ်ချောင်းဟာအရင်ကကြာမလားအဖျားကြာမလားမသိနိုင်ဘူးကြားကျင်တယ်လို့ကြားမယ်။အဲ့လိုပဲသစ္စာ၄ပါးကိုမသိသေးတဲ့ပုဂ္ဂိုလ်ရဲ့ဘဝဟာဘာရည်ရမှုမှမရှိဘူး။အမြင်ကြီးမှာချထားတဲ့ဝါခွမ်းများသည်လေယူရာကိုလွင့်ရမယ့်အနေအထားမှာရှိတယ်။သစ္စာ၄ပါးကိုမသိသေးတဲ့ပုဂ္ဂိုလ်ရဲ့ဘဝရဲ့အနေအထားဟာလည်းပဲအဲ့ဒီလိုအနေအထားမျိုးပဲ။မဖြစ်လေရဘဝမှာကိုကအသိဉာဏ်မပြည့်စုံသေးတဲ့အခါကျတော့ဟိုလူကအသိဉာဏ်ပြည့်စုံနှုန်းဒီလူကအသိဉာဏ်ပြည့်စုံနှုန်းနဲ့တော့သူများကိုအထင်ကြီးပြီးတော့သူများရဲ့မျက်နှာကိုမော့ကြည့်ရတဲ့အနေအထားမျိုးမှာရှိတယ်။ဒါကြောင့်မြေကြီးထဲမှာရှစ်တောင်ဝင်အောင်စိုက်တူးပြီးတော့မြေပေါ်မှာရှစ်တောင်ပေါ်နေတဲ့တကားတိုင်းများဘယ်ကလေလာလုံးမှတုံကြလှုပ်ရှားအကြောင်းမရှိဘူး။ဒါကတော့သစ္စာ၄ပါးကိုသိသွားကြတဲ့ပုဂ္ဂိုလ်တို့ရဲ့အနေအထားပေါ့။ဟုတ်လား။ဒါကြောင့်သစ္စာ၄ပါးကိုသိအောင်ကြိုးစားရမယ်။ဒါကြောင့်မြတ်စွာဘုရားကပြောမယ်ဆိုရင်လည်းပဲသစ္စာ၄ပါးနဲ့ဆက်တဲ့စကားကိုပဲပြောဒီသစ္စာထဲမှာပဲစိတ်ကိုစိုက်ထားနိုင်ရမယ်ဆိုတဲ့အတိပ္ပယ်ဟောတော့ကျန်တဲ့စကားတွေဟာငြိမ်းချမ်းဖို့အတွက်လွတ်မြောက်ဖို့အတွက်မဖြစ်နိုင်ဘူးသစ္စာ၄ပါးနဲ့ဆက်သောစကားသည်ငြိမ်းချမ်းဖို့အတွက်ဖြစ်တယ်လွတ်မြောက်မှုအတွက်ဖြစ်တယ်အကျင့်မြတ်ရဲ့အဥ္စာလည်းဖြစ်တယ်ဒါမပြောခဲ့ဘူးလားပြောခဲ့တယ်တွေးမယ်ဆိုရင်လည်းပဲသစ္စာ၄ပါးနဲ့ဆက်သောအတွေးကိုပဲတွေးဒါမြတ်စွာဘုရားအမိန့်ရှိခဲ့တာပေါ့နော်ဒါကြောင့်သစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့ဒါဒီကနေ့ပြောလိုက်တယ်သမုဒယသစ္စာသမုဒယသစ္စာပြည့်ပြည့်စုံစုံပြောမယ်ဆိုရင်တော့ဒုက္ခသမုဒယအရိယသစ္စာဟုတ်လားဆင်းရဲဖြစ်ခြင်းရဲ့အကြောင်းအမှန်တရားတရားကိုကောက်တော့ပါရတော့လောဘဆိုတဲ့တဏှာရတယ်အဲ့ဒီတဏှာဒီဘယ်လိုသဘောရှိတော့ဘောနောဘဝိကဘဝတိကိုတပံဖြစ်စေတတ်တယ်နန္ဒီရာဂသဟကတာနှစ်သက်ခြင်းတက်မဲ့ခြင်းနဲ့တကွာဖြစ်တယ်တတရဘိနန္ဒီနီထိုအာယုံမှာနှစ်သက်တဲ့အယောင်ဆိုးတဲ့သဘောရှိတယ်အဲ့ဒီတဏှာကဘယ်နှမျိုးပြားတော့ဆိုတော့ကာမတဏှာဘဝတဏှာဝိဘဝတဏှာဆိုပြီးတော့တဏှာ၃မျိုးပြားတော့ကာမတဏှာဆိုတာကကာမဂုဏ်အာယုန်ရဲ့ပုံမှာလိုချင်မမောတဲ့သဘောနော်ဟင်းပါမှငြိမ်ရည်ရှက်ရည်စားသုံးနိုင်တဲ့ပြောင်းစံလူးစံနဲ့ချက်ထားတဲ့ထမင်းနဲ့ဥမာမပေးခဲ့ဘူးလားပေးခဲ့တယ်ဒါလည်းမမေ့နဲ့နော်ဘဝတဏှာဆိုတာကြတော့ဇန်ချမ်းသာကိုရကြတဲ့ပုဂ္ဂိုလ်တွေရဲ့ဇန်ချမ်းသာပြမဘဝကိုတွေ့တာမမောတဲ့သဘောလို့အကျဉ်းမြင်နားလည်အောင်ဆိုလို့ကြီးကပြောပြတယ်ဟုတ်လားအေးနောက်အဲ့ဒီတဏှာဒီပင်လျင်စွန့်ရည်တတ္တိဘယ်နှမျိုးရှိတော့၄မျိုးတနည်းအားဖြင့်သမုဒယသစ္စာရဲ့အ내၄ချက်ပေါ့အဲ့ဒါဘာတွေတုံးများအာယုဟနဒုက္ခတွေကိုရှုဆောင်စီပူတတ်တဲ့သဘောနိဒာနထဒုက္ခတွေကိုနှင်းဆောင်ပေးတတ်တဲ့သဘောတန်ယောဂထဒုက္ခတွေနဲ့အတူရှင်တွဲနေစေတတ်တဲ့သဘော
ပလီဘောဓထကောင်းရမြတ်ရာကိုလှုပ်တော့မယ်ရောက်အောင်သွားတော့မယ်ဆိုရင်အမြဲတမ်းနှောင့်ယှက်ကန့်ကွက်တတ်တဲ့သဘောဆိုပြီးသမုဒိယသစ္စာတဏှာလောဘရဲ့စွန့်ရင်တတိဘယ်နှမျိုးလဲ၄မျိုးအဲ့ဒီ၄မျိုးကိုဘာလို့ပေးဖို့လို့တော့စဉ်းစားပေးဖို့လိုတယ်ဆင်ញင်ပေးဖို့လိုတယ်အဲ့ဒီသမုဒိယသစ္စာဒီဘာလို့ရမယ့်သစ္စာတော့များပေရှားရမယ့်သစ္စာပဟာတပ္ပဖေရှားတိုက်တဲ့တရားဟောနော်အဲ့ဒီသမုဒိယသစ္စာကိုပေရှားခြင်းတယ်ဆိုလို့ရှိရင်အဝိဇ္ဇာဆိုတဲ့မသိမှုကိုဖေရှားရမယ်ဝိဇ္ဇာဆိုတာကိုဖြစ်အောင်လုပ်ရမယ်အဲ့ဒီအဝိဇ္ဇာကိုဖေရှားဖို့ဝိဇ္ဇာကိုဖြစ်အောင်ကြိုးစားဖို့ဆိုလို့ရှိရင်အလုံးစုံသောသင်္ခါရတရားတွေဟာမတည်မြဲဘူးလို့အနိစ္စတရားကိုမြင်အောင်ကြည့်ရမယ်အဲ့ဒီအနိစ္စကိုမြင်နေတယ်ဆိုလို့ရှိရင်မိမိခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေရဲ့ပုံမှာတတိထားတဲ့အလေးအကျင့်ကိုပြုစုပြောထောင်ရမယ်ဒါဥစဉ်အခုပြောလိုက်တဲ့အပိုင်းရဲ့အနှစ်ချုပ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့သည်သမုဒိယသစ္စာဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားတဏှာလောဘကိုပါလဲရသွားအောင်နောက်ဆုံးချုပ်ငြိမ်းသွားအောင်နောက်တတိပဋ္ဌာန်ဘာဝနာကိုပွားများပြီးတော့အနိစ္စလက္ခဏာတွေကိုနားလည်ပြီးတော့နောက်အဝိဇ္ဇာကိုချုပ်ငြိမ်းအောင်ဝိဇ္ဇာကိုဖြစ်ပွားအောင်ကျင့်သုံးနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလုပ်အားထုတ်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအရှုစုတို့ရဲ့အစွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ပူဉ္ဇဉ်မျက်နှိပ်ပံကိုမျက်မှောက်ပြုပရစေကုန်သောဟုပတနာအောင်စုပြုကြကုန်ရာတည်း